ရွာသားတွေကိုပစုံမွေးမြူရောင်းချပေးပြီးတစ်နှစ်ကိုအသားတင်အမြတ်၈တန်းရအောင်ကူညီပေးခဲ့ပေမဲ့သူတို့ကတော့ကျွန်တော်ကိုကော်မရှင်စားပြီးပတ်စံမဲတွေရှာနေတယ်လို့ဆွဆွဲကြတယ်ဒီလိုမှန်းသိရင်ပစုံတွေကိုအကုန်ရိုက်ခွဲပြီးဝက်စာကျွေးလိုက်ပါမယ်ကျွန်တော်ကိုတပြားမှမစားစေချင်ကြဘူးလေဒုတိယနှစ်မှာတော့သူတို့ကိုမကူညီတော့ပဲစားငံမြေတွေကြီးပဲရှိတဲ့ဘေးကတာဝန်ရွာကိုသွားပြီးအမှုစီဝရေရှင်မွေးမြူရေးနည်းပညာနဲ့ကူညီပေးခဲ့တယ်မထင်မှတ်ဖက်အကြီးကျယ်အောင်မြင်ပြီးပတ်စံတွေအကုန်လိုက်ရခဲ့ဒါပေါ်ပိုင်ရွှေရွာကတော့စက်ပစ္စည်းတွေကိုရှောက်ပြင်ဆင်လို့ပစုံထုတ်တွေအကုန်တေဆုံးကုန်ပြီးကောင်းကင်ထိမြင်မာတဲ့ရော်ချင်းငွေတွေကိုကြည့်ပြီးကျွန်တော်ကိုပြန်လာကူညီဖို့ငိုယိုတူးထောက်တောင်းပန်ကြတယ်ကျွန်တော်ကတော့ပြုံးမဲပြုံးလိုက်တယ်အစောပိုင်းကကျွန်တော်ကိုမောင်းထုတ်ခဲ့တာခင်ဗျားတို့ကိုယ်တိုင်မဟုတ်ဘူးလားကဲအားလုံးပဲချမ်းမိုးကိုခွက်မြောက်ပြီးဂုဏ်ပြုလိုက်ကြရအောင်ချမ်းမိုးဆိုတဲ့ဒီကောင်လေးမျိုးကြီးကနေဤပညာအသစ်တွေယူမလာပေးခဲ့ရင်တို့ရွာကပျက်စီးနေတဲ့ရေကန်ရချီတဲကနေဒီလောက်စုဖြိုးတဲ့ပစုံထုတ်တွေကိုမွေးမြူနိုင်ပါမလားဒီပထမတတုတ်တင်တို့တရွာလုံးအသားတင်အမြတ်၈တန်းတောင်ရခဲ့တာဟဲ့ရွာလူကြီးလူကွန်ရှန်ကအရက်ခွက်ကိုမြောက်ပြီးဝါတုတ်နေတဲ့မျက်နှာကြီးနီးရဲနေအောင်တောက်ရင်တတွေးတွေတဖြန်းဖြန်းထွက်တဲ့အထိအော်ပြောနေတဲ့အောက်ကရွာသားတွေလည်းတယောက်ပြီးတယောက်ခွက်ချင်းတိုက်ကြရင်ကျွန်တော်ကိုကြည့်တဲ့မျက်ဝန်းတွေထဲမှာအားကြယူသွမှုတွေနဲ့ပြည့်နေနေကြတယ်တချို့ကအိမ်အသစ်ဆောက်ဖို့တွက်ချက်နေကြပြီးတချို့ကလည်းတားဖြစ်သူအတွက်ကားဝယ်ပေးဖို့တိုင်ပင်နေကြတယ်ကျွန်တော်ကတော့သွေးကြောတွေရှက်တန်းနေတဲ့မျက်လုံးတွေကိုပုတ်တက်ရင်ခွက်ထဲကအရက်ဖြူကိုတငုံနဲ့မောချလိုက်တယ်ပူဆက်ဆက်ခံစားချက်ကလေချောင်းကနေတဆင့်အစာအိမ်နဲ့စီးဆင်းသွားပေမဲ့ခေါင်းချင်းဆက်ရက်တစ်ပတ်နှစ်ပတ်လုံးညဖက်မအိပ်ပဲအလုပ်လုပ်ခဲ့ရတဲ့ပင်ပန်းနွမ်းနယ်မှုကိုတော့မလျှော့ပါစေနိုင်ခဲ့ဘူးကျွန်တော်နာမည်ကချမ်မိုပါမူလာကပြည်နယ်မြို့တော်မှာလက်ဆက်အစားအစာထောက်ပံ့ရေးကွင်းဆက်ရဲ့ပြည်သူ့ကပညာရှင်တယောက်ဖြစ်ခဲ့တာပါမိမိရဲ့ဇာတိရွာကပုတ်တိုးနေတဲ့ရေကန်တွေကိုအသက်သွင်းဖို့အတွက်လာစာတန်းချီရတဲ့အလုပ်ကနေနှုတ်ထွက်ခဲ့ပြီး9နှစ်တာအလုပ်လုပ်ပြီးစုဆောင်းထားတဲ့ကိုပိုင်းငွေ2တန်းကိုရေသွင်းမြင့်တင်ဖို့နဲ့အထူးစာတွေတီထွင်ဖန်တီးဖို့အတွက်ပုံအောသုံးဆွဲခဲ့တယ်အရေးကြီးဆုံးကတော့ရွာအတွက်အောက်ဆီဂျင်ရှင်အေးခန်းထောက်ပံ့ရေးစခန်းတစ်ခုကိုကိုပိုင်ငွေစိုက်ထုတ်ပြီးတိစောက်ပေးခဲ့တာပါပစုံထုတ်ဆိုတာရေထဲကနေဆယ်ယူလိုက်တာနဲ့တေဆုံးနိုင်ခြေအများများတယ်ဒါပေမဲ့ကျွန်တော်ရဲ့အေးခန်းတည်ယူပို့ဆောင်ရေးအောက်မှာပိုင်ရွှေရွာရဲ့ပစုံတွေဟာ18%အသက်ရှင်နှုန်းနဲ့မျိုးကြီးပြကြီးတွေကထိတ်တန်းစားတောက်ဆိုင်တွေကိုတိုက်ရိုက်ရောက်ရှိသွားနိုင်ခဲ့တယ်ဒါကြောင့်လေတို့တွေဈေးကောင်းကောင်းရခဲ့တာပေါ့အားလုံးပြောကြရင်ရပါပြီဒါကပထမတတုပ်ပဲရှိသေးတာဒုတိယတတုပ်ပစုံအုံနောက်တွေစုဖြိုးလာရင်အမျက်ကအစမတန်တိုးလာဦးမှာဒါပေမဲ့နောက်ထပ်အေးခန်းအခြေစိုက်စခန်းကိုတိုးချက်ရအောင်မှမို့အားလုံးဒီရက်ပိုင်းလေးတော့အပင်ပန်းခံပေးကြပါဦးရုတ်တရက်ကျွန်တော်ရဲ့ငယ်တငယ်ချင်းကြောက်ချံကစည်ရင်းစာအုပ်တအုပ်ကိုထမင်းစပွဲပေါ်ပြင်းပြင်းထန်ထန်ရိုက်ချလိုက်တဲ့ချံမိုးဒါတွေမပြောခင်စည်ရင်းတွေကိုတိတိကျကျအရင်တိုက်ကြည့်ရအောင်လေစူညံနေတဲ့ဝင်းကြီးတစ်ခုလုံးခဏချင်းအတွင်းတိတ်ဆိတ်သွားပြီးလူတိုင်းရဲ့အကြည့်တွေကစုံချက်တစ်ခုတည်းစီရောက်လာကြတယ်ကြောက်ချံမင်းပါအရက်မူပြီးယူနေတာလဲစည်ရင်းတွေကိုမနေ့ကတင်စည်ရင်းကင်စစ်ဆေးပြီးမဟုတ်လားလို့လူကွန်ရှန်ကပြောလိုက်တယ်မနေ့ကစစ်ဆေးတာကမင်းတို့ကိုပြတဲ့စည်ရင်းအတူလေးချံမိုးမင်းတရားလုံးကလူတွေကိုအယူမဲ့တကယ်ပဲဖမ်းနေတာလားမင်းအပြင်မှာအလုပ်လုပ်ရင်တင်လာတဲ့ပညာကရွာပြန်လာပြီးတို့လိုရွာခံလူတွေရဲ့တွေးကိုစုပ်ဖို့အတွက်လားဒီစကားထွက်လာတာနဲ့တကွင်းလုံးရုံးရင်ဆန်ခတ်ဖြစ်သွားတယ်ကျွန်တော်စက္ကနဲ့မတက်ရက်လိုက်ပြီးကြောက်ချံမင်းဘာရီရှောက်ရှာရှိနေတာလဲငါကရှောက်ပြောနေတာဟုတ်လားကြောက်ချံကစည်ရင်းစာအုပ်ကိုဆွဲဖွင့်ပြီးလေထဲမြောက်ပြလိုက်တယ်အားလုံးကြည့်ကြပါဦးဒါကငါမျိုးကတီးတဲ့လူကိုလိုက်စုံစမ်းခိုင်းထားတဲ့လက်ဆက်တဲယူပို့ဆောင်ရေးပူစာရွက်တွေပဲချံမိုးတို့ကိုတင်ပြထားတဲ့အေးခန်းတဲယူခကတတန်ကို900ပါဒါပေမဲ့အမှန်တကယ်တော့သူသုံးတဲ့ကုန်တင်ကားနဲ့အေးခန်းဆက်ပစ္စည်းတွေလမ်းကြီးတွေအားလုံးပေါင်းမှတတန်ကို600ပဲကျတင်တာလူအုပ်ကြီးတဲကနေရုတ်တရက်အံ့အော်တုန်လှုပ်တံတွေထွက်ပေါ်လာတဲ့ကြောက်ချံကပိုးပြီးစိတ်လှုပ်ရှားစွာနဲ့ဆက်ပြောတယ်နောက်ပြီးတော့သူတို့ကိုအတင်းအကျပ်ဝယ်ခိုင်းတဲ့အထူးစာကတပိတာကို30ရှိတယ်ငါလူလွတ်ပြီးစစ်ဆေးခိုင်းတော့အထက်ကပါဝင်ပစ္စည်းတွေကမြို့ပေါ်က8ချက်တန်တာမန်စာတွေနဲ့တထေရတဲ့ပဲဒီတစ်နှစ်လုံးမှာတင်ချံမိုတယောက်တို့စီကနေကော်မရှင်က9တန်းမကစားသွားခဲ့တာ9တန်းကြီးများတောင်ပါလားဖះကြီးသူဘာလို့ဒီလောက်စေတနာကောင်းပြီးတို့ကိုချမ်းသာအောင်လုပ်ပေးလဲလို့တွေးနေတာတကယ်အမျက်ဆုံးကြီးကြီးကသူ့အိတ်ထဲရောက်သွားတာကိုစိတ်ပုတ်တဲ့ကောင်ကိုလူမျိုးချင်းချင်းတောင်လိမ့်ရက်တယ်ခဏချင်းတွင်းမှာတင်အစောပိုင်းကကျွန်တော်ကိုကျေးဇူးတင်လေးစားနေကြတဲ့ရွာသားတွေရဲ့မျက်ဝန်းတွေအကုန်လုံးပြောင်းလဲသွားကြတယ်။အဲ့ဒီယူသွမှုတွေဟာတန်တရားဒေါသနဲ့ဖုံးကွယ်လို့မရတဲ့မုန်းတီးမှုတွေဖြစ်ပြောင်းလဲသွားခဲ့တယ်ကျွန်တော်ဟာအမှားယွင်းတွေပြည့်နေနေတဲ့စည်ရင်းစာအုပ်ကိုစိုက်ကြည့်ရင်ရင်ထဲမှာအလွန်မင်းရဲချင်းစရာကောင်းတဲ့ခံစားချက်တစ်ခုတိုးဝင်လာတယ်။တာမန်စာဟုတ်လားကျွန်တော်ဖော်ဆက်ထားတဲ့အစာထဲမှာရေသွေးကိုတည်ငြိမ်စေတဲ့တထုတက်ဟာရတွေနဲ့ပစုံပါဟက်မဲယောဂါကိုကာကွယ်ပေးတဲ့ပရိစီဝဆေးတွေထည့်ထားတာကိုတာမန်မျက်စိနဲ့မြင်နိုင်လို့လားအေးခန်းကုန်ကြစေး600ဟုတ်လားသူကနိုက်ထရိုဂျင်အရေးဆုံးရှုံးမှုအောက်ဆီဂျင်စုပ်ဆက်တံမိုးကျဆင်းမှုနဲ့လမ်းတစ်လျှောက်ကထောက်ပံ့ရေးစခန်းတွေရဲ့ပြုပြင်ထိန်းသိမ်းခါတွေကိုထည့်မတွက်ပဲကားနဲ့လမ်းကြီးလောက်ပဲတွက်ချက်ထားတာလားကြောက်ချံမင်းအုံနောက်ထဲရေဝင်နေလို့လားအေးခန်းရဲ့အဓိကတော့ချက်ကအောက်ဆီဂျင်နဲ့အပူချိန်ထိန်းချုပ်မှုစနစ်ဖြစ်တယ်မင်းကကားခါလောက်ပဲတွေ့ရလားပြီးတော့အစာကောရွာလူကြီးလူကွန်ရှန်ကရုတ်တရက်ထွက်လာတဲ့စောကပန်းတပွင့်လိုပြုံးနေတဲ့သူ့ရဲ့ဝါတုတ်တဲ့မျက်နှာကြီးပေါ်မှာအခုတော့အေးဆက်ဆက်နဲ့မထီမဲ့မြင်ပြူတဲ့အရေးအယောင်တွေပြည့်နေပြီးမင်းဒီမှာလာပြီးပညာရက်ဆိုင်ရာစကားလုံးတွေသုံးမနေနဲ့တော့ချမ်းမိုးကြောက်ချံကတက်တေတွေကိုငါမျက်နှာရှိထိလာချပြထားပြီးဗီဒီယိုတွေကမင်းကိုတရွာတဲသားချင်းမို့လို့ရဲဖက်မခိုင်းချင်ဘူးအခုချက်ချင်းအဖွဲရဲ့တစိမ့်တုံးနဲ့အေးခန်းအခြေစိုက်စခန်းရဲ့တော့ကိုအပ်လိုက်တော့ဒီနေ့ကစပြီးပိုင်ရွှေရွာရဲ့ပစွန်ထုတ်ကိစ္စတွေကိုမင်းဆွတ်ဖက်ဖို့မလိုတော့ဘူးလူကွန်ရှန်ရဲ့ဘာမှမကြောက်တဲ့မျက်နှာပေးနဲ့ကြောက်ချံရဲ့မျက်ဝန်းထဲကဖုံးကွယ်မရတဲ့လောဘနဲ့အောင်နိုင်သူမူအရာကိုကြည့်ပြီးကျွန်တော်အားလုံးကိုရုတ်တရက်သဘောပေါက်သွားခဲ့တယ်သူတို့ကကျွန်တော်ကော်မရှင်စားတယ်လို့တကယ်ယုံကြည်နေကြတာမဟုတ်ဘူးဒီလုပ်ငန်းပုံစံကအောင်မြင်သွားပြီးပတ်စံလဲရနေပြီမို့ကျွန်တော်မှတုံးချစရာတန်ဖိုးမရှိတော့ဘူးလို့ထင်နေကြတာရွာလူကြီးလူခင်ဗျားတကယ်ပဲဒီလိုလုပ်ဖို့ဆုံးဖြတ်လိုက်တာလားကျွန်တော်ကစိတ်နာလွန်းလို့ပြုံးရင်းမေးလိုက်တယ်အေးခန်းစခန်းကစက်ပစ္စည်းတွေကိုကျွန်တော်ပိုက်ဆံနဲ့စိုက်ဝယ်ထားတာရေသွေးထိန်းသိမ်းတဲ့နည်းပညာတွေအားလုံးကလည်းကျွန်တော်အုံနောက်ထဲမှာပဲရှိတာခင်ဗျားတို့ကျွန်တော်ကိုမောင်းထုတ်လိုက်ရင်ဒီလုပ်ငန်းကြီးပျက်စီးသွားမှာကိုမကြောက်ဘူးလား
ဘသူကိုလာချောက်နေတာလဲကြောက်ချံကကလထိုင်တလုံးကိုကောက်ယူပြီးကျမ်းပြင်ပေါ်ပြင်းပြင်းထန်ထန်ရိုက်ချလိုက်တယ်ပစွန်ကျွေးတာဘသူမဆိုလုတ်တက်တာပဲအချိန်မှန်အစာကျဲယုံပဲမဟုတ်လားအေးခန်းစခန်းဆိုတာလဲရေခဲတုံးကြီးအနှဲငယ်ပဲလေမင်းတို့တွေးဆုပ်ကောင်မရှိရင်တို့တွေပိုတောင်တွေးတန်းတန်းနဲ့အမျက်ရအောင်မယ်ဟုတ်တယ်ပိုင်ရွှေရွာကနေထွက်သွားလို့စီကလိန်ထားတဲ့ပတ်စံတွေကိုပြန်အန်ထုတ်ခဲ့လူအုပ်ကြီးကဒေါသတကြီးအော်ဟစ်ကြပြီးတန်တန်မာမာလူငယ်ချို့ကအရက်ပလင်းတွေပေါက်ပြားတွေကိုကင်ကကျွန်တော်ကိုဝိုင်းထားကြတယ်ကျွန်တော်ဟာလာပေါင်းများစွာတွေးနဲ့ချွေးအရင်နှီးပြူပြီးဥဆောင်ပေးခဲ့တဲ့ဒီလူအုပ်ကြီးကိုကြည်ရင်ရင်ထဲကနောက်ဆုံးကျန်ရှိနေတဲ့ဇာတိမြေတန်ရောစင်ဟာပြအဖြစ်ပြောင်းလဲသွားခဲ့ရတယ်ကျွန်တော်စိတ်ပြက်လက်ပြက်နဲ့မတက်ရက်လိုက်တယ်ရွာလူကြီးလူကြောက်ချံကအုံနောက်မရှိလို့အပြစ်မတင်ပါဘူးဒါပေမဲ့ခမည်းကတော့မြေခွေးအိုကြီးတကောင်ပဲခမည်းတို့နှစ်ယောက်တည်းရဲ့တတိနဲ့တော့ငါရဲ့လုပ်ငန်းခွင်ကြီးကိုပြောင်းကြကြလူယူဖို့မဝင်ရဲပါဘူးပြောစမ်းခမည်းတို့နောက်ွယ်မှာဘသူကြောထောက်နောက်ခံပေးထားလို့ငါမရှိရင်လဲပစုံတွေကိုရောင်းထွက်နိုင်လိမ့်မယ်လို့ထင်နေကြတာလဲလို့သူ့မျက်လုံးတွေကိုစိုက်ကြည့်ရင်မေးလိုက်တယ်လူကွန်ရှမ်းရဲ့မျက်နှာအနှဲငယ်ပြတ်သွားပေမဲ့ချက်ချင်းပဲလှောင်ပြုံးလိုက်တယ်ချမ်းမူမင်းကတကယ်ပဲတော်ပါတယ်ဒါပေမဲ့မင်းကသူများရဲ့စီးပွားရေးလမ်းကြောင်းကိုပိတ်ဆို့နေတာကိုဟိုဘက်ကလူကြီးမင်းကပြောပြီးသားမင်းကိုမောင်းထုတ်လိုက်တာနဲ့နောက်ပိုင်းပစုံတွေတဲယူခကိုလုံးဝအခမဲ့လုပ်ပေးမဲ့အပြင်မင်းပေးတဲ့ဈေးထက်နှစ်ဆပိုပေးပြီးဝယ်ယူမယ်တဲ့ကျွန်တော်မျက်ဝန်းတွေကျုံသွားခဲ့ရတယ်တဲယူခအခမဲ့ဈေးကြီးပေးဝယ်မယ်ဟုတ်လားဒီလုပ်ငန်းခွင်ထဲမှာစီးပွားရေးစည်းမျဉ်းတွေကိုစန့်ကျင်ပြီးဒီလိုအခြေအနေမျိုးကန့်လန့်နိုင်တာဆိုလို့နေပယ်တစ်ခုလုံးကိုမတရားသိမ်းပိုက်ခြင်းနဲ့အရင်ရှင်အာဏာရှင်ကြီးတွေပဲရှိတယ်ဒါကရိုးရှင်းတဲ့ရွာသားတွေရဲ့တစ္ဆာဖောက်မှုမဟုတ်ပဲကြိုတင်ကြံစီထားတဲ့စီးပွားရေးလုပ်ကြံတက်ဖြတ်မှုတစ်ခုပဲကျွန်တော်တစ်စက္ကန့်မျှပင်မဆိုင်ပဲရွာကော်မတီဝင်းထဲကနေလှည့်ထွက်ခဲ့တယ်ကျွန်တော်နောက်ွယ်မှာတော့တစုံတစ်ယောက်ကကြိုတင်ပြင်ဆင်ထားတဲ့ပျောက်အိုးအရှိကြီးကိုမိရှုလိုက်တာကြောင့်အောင်ပွဲခံတန်တွေကမိုးချင်းတလို့စူညံသွားပြီးပောက်ကွဲတန်တွေကအိုက်ဆက်ဆက်နွေရာသီညချမ်းမှာအလွန်နားမခံတာအောင်ဖြစ်စေခဲ့တယ်သူတို့တွေကသူတို့ကိုနှိပ်စက်နေတဲ့မြေရှင်ကြီးကိုတော်လန်အောင်ပွဲခံနိုင်တယ်လို့မျိုးတို့မဟုတ်ရောက်ရှိလာတော့မဲ့စီးစိမ်ချမ်းသာတွေကိုကြိုးစိုးနေတယ်လို့မျိုးပျော်ရွှင်နေကြတယ်ကျွန်တော်ရွာကော်မတီစီကငှားရမ်းထားတဲ့အုပ်အိမ်လေးစီပြန်ပြီးအထုပ်ပိုးတင်စီခဲ့တဲ့တကားကိုဖွင့်လိုက်ရုံရှိသေးကြောက်ချံကတန်မာတဲ့ရွာသားအချို့ကိုခေါ်ပြီးတခိုးကိုစောင့်ကြည့်တယ်လို့မျိုးကျွန်တော်ကိုစိုက်ကြည့်ရင်တိုးဝေဝင်ရောက်လာတဲ့ချမ်းမိုးစကားကိုအမဲအဖြူပြက်ပြက်တသားပြောထားမယ်အများပိုင်ပစ္စည်းဖြစ်တဲ့အတွက်မင်းပါတစုံတစမှယူသွားလို့မရဘူးကြောက်ချံကလက်ထဲမှာတုတ်တချောင်းကိုကင်ပြီးလူရုပ်မှာစိတ်ကြီးဝင်နေတဲ့အမူအရာနဲ့ပြောလိုက်တယ်ဒါတွေအားလုံးကတော့ပိုင်ရွှေရွာရဲ့အများပိုင်ပစ္စည်းတွေပဲကျွန်တော်သူ့ကိုအေးဆက်ဆက်တစ်ချက်ကြည့်လိုက်ပြီးဘာမှမပြောခဲ့ဘူးအိတ်စစ်ကိုဆွဲဖွင့်ပြီးလဲလဲမဲ့အဝတ်စားနှဲငယ်ကိုပဲထည့်လိုက်တယ်ပြီးတော့စပွဲပေါ်ကအနက်ရောင်လက်တော့ကွန်ပျူတာရဲ့အသွင်းကြိုးကိုဖြုတ်ပြီးအိတ်ထဲထည့်လိုက်တယ်ဒါကကျွန်တော်ရဲ့အလုပ်လုပ်တဲ့ကွန်ပျူတာဖြစ်ပြီးပိုင်ရွှေရွာရဲ့အောက်ဆီဂျင်ရှင်အေးခန်းစနစ်ရဲ့အဓိကအပူချိန်ထိန်းချုပ်မှုပုံတင်တွေနဲ့အထူးစာရဲ့တထုတက်အချိုးစားတွေအားလုံးဟာဒီ hard disk ထဲမှာပဲရှိတာပါအပြင်ကစက်ပစ္စည်းတွေဖြစ်တဲ့အေးပေးဆက်နဲ့အောက်ဆီဂျင်စုပ်ဆက်တွေကတော့ကျွန်တော်ရဲ့ငွေနှစ်တန်းနဲ့ဝယ်ထားတာမှန်ပေမဲ့တစ်ဖက်ကလူတွေနဲ့မျက်နှာပြက်ရပြီးမှုဒီလိုဥပဒေနားမလဲတဲ့လူပြင်းတွေနဲ့တရားရင်ဆိုင်ဖို့အချိန်မဖြုံးကျင်တော့ဘူးစက်ပစ္စည်းတွေသူတို့ယူသွားလဲအခွန်တက်တက်ပဲကျွန်တော်ရဲ့အဓိကနည်းပညာကန့်သက်ချက်တွေမပါပဲလက်ပတ်ရင်အဲ့ဒီအနုစိတ်စက်ပစ္စည်းတွေဟာနိုင်ဝက်တို့မဟုတ်ရပိုင်းတွင်းမှာတင်တလူတန်းစားအဖြစ်ပြောင်းလဲသွားလိမ့်မယ်အိတ်ကိုလွယ်ပြီးအခန်းထဲကနေအမြန်ထွက်လာခဲ့တဲ့ရွာဝင်ဝကညောင်မင်းကြီးအောက်ရောက်ခန်းဒီမှာပဲအနက်ရောင်မာစီးဒီစိန်ခံကားကြီးတစ်စီးကတိတ်တဆိတ်ဆက်ရောက်လာတဲ့ကားတကားပွင့်သွားပြီးဝစ်စုံပြေးဝစ်စင်ထားကစပင်ကိုအနောက်လန်ဖိထားတဲ့အသက်လက်ပိုင်းအမျိုးသားတစ်ယောက်ဆင်းလာတဲ့ရွာလူကြီးလူကွန်ရှမ်းကချက်ချင်းပဲဖပြုံးပြုံးရင်းစီးကြိုလိုက်တဲ့လူကြီးမင်းဝမ်ခမ ्या ကိုယ်တိုင်ဘာလို့လာရတာလဲတို့တွေအားလုံးအစင်တင်ပြင်ထားပြီးပြီမူချက်ချင်းကားပေါ်တင်လို့ရပါပြီကျွန်တော်ခြေလမ်းတွေကိုရက်လိုက်ပြီးမျက်လုံးတွေကိုအနှဲငယ်မိတ်ဆိုင်လိုက်တယ်သူကတော့ဝန်ကိုင်းဖြစ်ပြီးလင်းရှီရေထွက်ပစ္စည်းလုပ်ငန်းစုကြီးရဲ့ဥက္ကဋ္ဌရွှေဟိုင်ချန်ရဲ့အဓိကလက်ရုံးတစ်ယောက်ပဲရွှေဟိုင်ချန်ဟာဒီနှစ်ပိုင်းတွေမှာရေထွက်ပစ္စည်းနယ်ပယ်ကိုအရှိန်ဟုန်နဲ့ချက်ထွင်နေပြီးကျွန်တော်တိစောက်ထားတဲ့တေဆုံးမှုနယ်ပါတဲ့အေးခန်တိုက်ရိုက်ထောက်ပံ့ရေးလမ်းကြောင်းကိုမျက်စိကျနေတာကြာပြီးကြည့်ရတာဒါကလူကွန်ရှမ်းနဲ့ကြောက်ချန်တို့ကျွန်တော်ကိုမောင်းထုတ်ရဲတဲ့နောက်ွယ်ကတတိပဲဝန်ကိုင်းကလူကွန်ရှမ်းရဲ့ပခုံးကိုပုတ်ပေးလိုက်ပြီးအကြီးတွေကသူ့ကိုကြော်လွန်ကကျွန်တော်စီတက်တက်ကြားရောက်လာတဲ့သူ့ရဲ့နှုတ်ခမ်းတောက်မှာအောင်းနိုင်သူတစ်ယောက်ရဲ့လှောင်ပြုံးတစ်ခုပေါ်လာပြီးကျွန်တော်စီလျှောက်လာခဲ့တဲ့ညွှန်ကြားရေးမှူးချန်နာမည်ကြီးလာအမှန်တိုင်းပြောရရင်မင်းဒီဇိုင်းဆွဲထားတဲ့အေးခန်းစခန်းကတကယ်တက်ပဲပါတယ်ဥက္ကဋ္ဌရွှေကမင်းကိုစားကျေးဇူးတင်စကားပြောခိုင်းလိုက်တယ်မင်းရဲ့ငွေနှစ်တန်းကိုအသုံးပြုပြီးအစောပိုင်းကာလရဲ့အပင်ပန်းဆုံးအခြေခံအဆောက်အုံအလုပ်တွေကိုလုပ်ပေးခဲ့လို့လေသူကနှစ်တန်းဆိုတဲ့စကားလုံးကိုတမင်တက်လေးပေးပြောလိုက်ပြီးမျက်ဝန်းထဲမှာလှောင်ပြောင်မှုတွေနဲ့ပြည့်နေတယ်ကျေးဇူးတင်စရာမလိုပါဘူးစက်ပစ္စည်းတွေကိုခိုးယူဖို့လွယ်ပေမဲ့အဓိကနည်းပညာကိုတော့ခြေဖြတ်ဖို့မလွယ်လှဘူးနောက်လာဆိုရင်အပူဆုံးအချိန်ရောက်ပြီးခင်ဗျားတို့လူတွေ38ဒီဂရီအပူချိန်အောက်မှာရေထုအမိုနီးယားမြင့်တက်လာတာနဲ့အေးခန်းအပူချိန်အပြောင်းလဲမြန်ဆန်တဲ့ပြဿနာတွေကိုဘယ်လိုဖြေရှင်းရမလဲဆိုတာသိပါစေလို့မျှော်လင့်ပါတယ်ဝန်ကိုင်းကလှောင်ရလိုက်တဲ့ညွှန်ကြားရေးမှူးချန်ဒီလိုအချိန်ထိရောက်နေပြီကိုလူတွေကိုလာမချောက်ပါနဲ့တော့အေးပေးတာနဲ့အောက်ဆီဂျင်ပေးတာပဲမဟုတ်လားတို့လုပ်ငန်းစုရဲ့လက်အောက်ကနည်းပညာရှင်ရာချီဟာမင်းရဲ့ရေခဲတစ်တာနဲငယ်ကိုမလဲပတ်နိုင်ပဲနေမလားမင်းကိုရေးကိုပဲပူပန်လိုက်စမ်းပါမင်းအခုပိုင်ဆိုင်မှုအားလုံးဆုံးရှုံးပြီးထွက်လာရတယ်လို့ကြားတယ်ညကြရင်အိတ်ဆရာနေရာကောရှိရဲ့လားဒါကတော့လူကြီးမင်းဝန်စိတ်ပူပေးဖို့မလိုပါဘူးကျွန်တော်သူ့ရဲ့ရန်စမှုကိုထပ်မံဂရုမစိုက်တော့ပဲလှည့်မကြည့်ပဲထွက်ခွာခဲ့တယ်လမ်းတစ်ဝက်ရောက်တဲ့အခါနောက်ွယ်ကလူကွန်ရှမ်းရဲ့အတန်ကိုတက်တက်လေးကြားလိုက်ရတယ်လူကြီးမင်းဝန်ဒါဆိုလို့အစောပိုင်းကပြောထားတဲ့တေယူခအခမဲ့နဲ့ဈေးနှစပေးပြီးဝယ်ယူမဲ့ကိစ္စကောစိတ်ချပါအဖိုးကြီးယူစာချုပ်ကိုငါယူလာခဲ့ပြီးဒါပေမဲ့စကားကိုအရင်ရှင်းပြောရအောင်လုပ်ငန်းစုကခင်ဗျားတို့ကိုဒီလောက်ကောင်းမွန်တဲ့အခြေအနေတွေပေးထားတဲ့အတွက်ခင်ဗျားတို့ဘက်ကလည်းအရေးသွေးကိုအာမခံရမယ်စာချုပ်ထဲမှာနောက်ဆက်တွဲသဘောတူညီချက်တစ်ခုပါတယ်အကယ်၍ပစွန်တေဆုံးမှု9%ကျော်လွန်ရင်တို့မဟုတ်ယောဂရနေတဲ့ပစွန်တွေပါလာရင်ငွေအားလုံးပြန်အမ်းရမယ့်အပြင်လုပ်ငန်းစုကိုလမ်းကြောင်းပျက်စီးခြင်းဖြစ်ရော်ချင်းငွေတစ်ဆယ်စပေးရမယ်ပြဿနာရှိလားပြဿနာမရှိဘူးလုံးဝပြဿနာမရှိဘူးဒီဆက်ပစ္စည်းတွေကအရန်ကောင်းတာပစွန်တွေကဘယ်လိုလုပ်တင်မှလဲကြောက်ချင်
မြန်မြန်လက်မှတ်ထိုးလိုက်လူကွန်ရှန်ကမျက်စိရှိကအကျိုးမြတ်ကြောင့်မျက်စိကမ်းပြီးဘာမှမစင်စားပဲချက်ချင်းသဘောတူလိုက်တယ်ကျွန်တော်မှောင်မိုက်ထဲမှာလှောင်ရလိုက်တယ်ရောချင်းငွေ30ဆဟုတ်လားရွှေဟိုင်ချန်ရဲ့တွက်ကင်းကတကယ်လည်းပတ်တာပဲသူကပရာဟိတလာလောက်တာမဟုတ်ဘူးသူကပိုင်ရွှေရွာရဲ့နောက်ဆုံးအမျက်ဆုံးထိစုပ်ယူပြီးမှစာချုပ်ပါရောချင်းငွေကိုအသုံးပြုပြီးပိုင်ရွှေရွာရဲ့မြေယာနဲ့ရေကန်တွေကိုတရားဝင်သိမ်းပိုက်ဖို့ကြံစည်နေတာလူကွန်ရှန်မင်းရင်းရှင်ကြီးရဲ့ခြေထောက်ကိုဖတ်ထားနိုင်ပြီလို့ထင်နေပေမဲ့ကိုယ်တိုင်တွေးဆိုးနေတဲ့အစိပ်ပြင်းစည်းလုံးကိုမျိုးချမိလိုက်တာကိုတော့မသိရှာဘူး3နာရီကြာပြီးနောက်ကျွန်တော်ချွေးတရွှဲရွှဲနဲ့ပိုင်ရွှေရွာနဲ့15ကီလိုမီတာကွာဝေးတဲ့တာဟွန်ရွာမှာရောက်ရှိနေခဲ့တယ်။ဒီနေရာကစိမ့်လန်းဆိုပြေးတဲ့ပိုင်ရွှေရွာနဲ့မတူဘဲနေရာအနှံ့ဖြူဖွေးနေတဲ့စားငံမြေတွေဖြစ်နေပြီးတီးနှံတွေစိုက်ပျိုးလို့မရတယ်လို့မျက်ပင်တွေတောင်ကျဲကျဲပါပါပဲပေါက်ရောက်နိုင်တဲ့ရွာကလူငယ်တွေအကုန်လုံးထွက်ပြေးကုန်ကြပြီးအသက်ကြီးသူတွေနဲ့နာမကျန်းသူအနှဲငယ်သာကျန်ရှိတော့လို့အလွန်ဆင်းရဲမွဲတေနေကြတယ်ကျွန်တော်ရွာဝင်ကပျက်စီးနေတဲ့အုပ်ဖုတ်ဖို့စီရှောက်သွားခဲ့ရတာဟွန်ရွာရဲ့ရွာလူကြီးဟောင်းလီကျန့်ကော်ကကျမ်းပြင်ပေါ်မှာထိုင်ပြီးစေးတံတောက်ရင်းတပ်ပြင်းတွေချနေတာကိုတွေ့လိုက်ရတယ်ကျွန်တော်လျှောက်သွားပြီးနှုတ်ဆက်လိုက်တယ်လီကျန့်ကော်ကခေါင်းမော့ကြည့်ပြီးဝေဝါးနေတဲ့မျက်လုံးတွေနဲ့ကျွန်တော်ကိုအကြာကြီးကြည့်ပြီးမှမှတ်မိသွားခဲ့တယ်။အိုးဒါပိုင်ရွှေရွာကချမ်းမီသားစုရဲ့ကောင်းလေးမဟုတ်လားတကောင်ရန်ကြီးမှာမင်းပါလို့တို့လိုဆင်းရဲတဲ့တောင်ကြားရွာကိုရောက်လာတာလေကျွန်တော်အိတ်ကိုချလိုက်ပြီးသူ့မျက်နှာချင်းဆိုင်ကကြောက်တုံးပေါ်မှာတိုက်ရိုက်ထိုင်လိုက်တယ်ခမရတို့ရွာကစားငံမြေယာချီကိုရွှေတွင်းအဖြစ်ပြောင်းလဲခြင်းလားလီကျန့်ကော်ကတပ်ပြင်းချရင်ပြုံးလိုက်တယ်မောင်ချန်အဖိုးကြီးကိုလာပြီးနောက်မနေပါနဲ့ဒီမြေကခါတက်နေတာဖားပြုတ်တောင်လာမှာမဟုတ်ဘူးဘလို့လှုပ်ရွှေတွေထွက်လာမှာလဲတာမန်ပစုံတွေကတော့မရှင်းနိုင်တာအမှန်ပဲပေါ့ဒါပေမဲ့ကျွန်တော်လုံခဲ့တဲ့ကာလတွေကတခွဲခန်းထဲမှာစားငံရီအတွက်တီးတက်အနုဇီဝရေရှင်လဲပတ်မှုပုံတင်တဲ့တစ်ခုကိုဖော်ဆက်ထားပြီးဒီလိုရေမျိုးထဲမှာမွေးမြူထားတဲ့ပစုံတွေကတေးဆုံးမှာမဟုတ်တဲ့အပြင်ပြင်းထန်တဲ့ဖိအားကြောင့်ပစုံသားတွေကအလွန်တင်းရင်ပြီးဝမ်းပိုက်ပိုင်းဖြူဖွေးကဘလို့ရွှွန်းနှမ်းမှရှိမှာမဟုတ်ဘူးကျွန်တော်ကတော့ဒါကိုတဖန်သားပစုံလို့ခေါ်တဲ့ပိုင်ရွှေရွာကရွှွန်းလုံးပစုံမျိုးကိုကျွန်တော်မျက်စိထဲမထဲတော့ဘူးကျွန်တော်ဒီနေရာမှာအနုဇီဝရှင်တန်မှုတိုက်ရိုက်ထောက်ပံ့ရေးအခြေစိုက်စခန်းတစ်ခုတိစောက်ပြီးမြို့ကြီးပြကြီးတွေကထိတ်တန်းစားတောက်ဆိုင်တွေနဲ့ကျဲငါးပွင့်ဟိုတယ်တွေကိုပဲတီးတန့်တင်ပို့မယ်တပိတ်တာကို2ရက်အထိရောင်းချမယ်လီကျန့်ကော်ရဲ့လက်ထဲကစေးတံဟာတုံရင်သွားပြီးပြားရီဖက်နှက်ပေါ်ကျသွားတာကိုတော့မသိရှာပဲကျွန်တော်ကိုအံ့ဩမင်းတက်စွာစိုက်ကြည့်နေခဲ့တယ်။အဲ့ဒီအချိန်မှာပဲ15ကီလိုမီတာကွာဝေးတဲ့ပိုင်ရွှေရွာမှာတော့ကြောက်ချံကစိတ်လှုပ်ရှားစွာနဲ့အေးခန်းစခန်းရဲ့ထန်းချုပ်ခတ်လို့ရှိမှရက်နေပြီးစနစ်စတင်တဲ့ခလုတ်ကိုနှိပ်လိုက်တဲ့မျက်နှာပြင်ပေါ်မှာအနီရောင်မီးလင်းလာပြီးအဝါရောင်တတိပေးစာတန်းပေါ်လာတဲ့ပတ်ဝန်းကျင်အပူချိန်ပုံမှန်မဟုတ်ပါကျေးဇူးပြု၍ကန့်သက်ချက်များကိုပြန်လည်သတ်မှတ်ပေးပါဘာတတ်မှတ်ချက်လဲဆက်ဆုပ်ကလည်းရှုပ်ရှုပ်ရှက်ရှက်ကြောက်ချံကဆဲဆူလိုက်ပြီးတတိပေးချက်ကိုကြောကအေးပေးစနစ်ကိုအမြင့်ဆုံးအဆင့်ထိအတင်းအကျပ်နှိပ်လိုက်တဲ့စက်ပစ္စည်းရဲ့ပြင်းထန်တဲ့မြည်ဟိတန်နဲ့အတူစနစ်ကအတင်းအကျပ်လဲပတ်သွားခဲ့ပြီးပိုင်ရွှေရွာရဲ့ပျက်စီးခြင်းဆုပ်ယုပ်မှုအချိန်မှတ်နာရီဟာလည်းတရားဝင်စတင်သွားခဲ့ပြီးဟိုဘက်မှာတော့လီကျန့်ကော်ကကျွန်တော်ကိုမေးကြည့်ရင်းပြောတယ်တပိတ်တာကို200ဟုတ်လားမောင်ချန်မင်းအုံနောက်များချိုးရင်းသွားတာလားဈေးကွက်ထဲကပစုံထုတ်တွေကအများဆုံးမှ20သို့မဟုတ်30ပဲရှိတာတို့တတာဝန်ရွာရဲ့စားငံရီကနှစ်သမီးတွေရဲ့ရေကန်များထင်နေလို့လားအဖိုးလီအဲ့ဒါကရှုံနှုံထဲမှာကြီးပြင်းတဲ့တာမန်ပစုံတွေမို့လို့ပါစားငံမြေရဲ့ရေကစားတတ်နဲ့အန်ကာလီတက်မြင့်မာတဲ့ဒီလိုပြင်းထန်တဲ့ပတ်ဝန်းကျင်မှာပစုံထုတ်တွေဟာရှင်တန်ဖို့အတွက်ခန္ဓာကိုယ်ရင်းဖိအားကိုပြောင်းလဲပြရတယ်ဒါကဘာရလက်တွေဖြစ်လာမလဲဆိုတော့ပထမအချက်ပစုံခွန်တွေကအလွန်မာကြောပြီးပြောင်းလဲလာမယ်ဒုတိယအချက်ပစုံသားတွေကအလွန်တင်းရင်လာမယ်တတိယအချက်အန်ကာလီတက်မြင့်မာတဲ့ပတ်ဝန်းကျင်ကပိုးမွားတွေကိုတေးစေနိုင်လို့ပစုံပါဟက်တွေဖြူဖွေးပြီးရွှွညော်နဲ့လုံးဝရှိမှာမဟုတ်ဘူးတိုးတွေသာအကာအကွယ်လွှားတွေခင်းကျင်းပြီးကျွန်တော်ရဲ့အနုဇီဝလက်ပတ်မှုစနစ်နဲ့ရေထဲကအစိတ်တောက်တွေကိုဖယ်ရှားလိုက်ရင်ဒီနေရာမှာမွေးမြူတဲ့ပစုံတွေဟာဈေးကွက်ထဲကအဖိုးတန်စိမ်းကန်ပစ္စည်းတွေဖြစ်လာလိမ့်မယ်လီကျန့်ကော်ကတော့နားထောင်ရင်းနဲ့စွန့်လို့သွားတယ်။ဘာအော့စမောတဖီအားလဲဆိုတာကိုသူတိတ်နားမလဲပေမဲ့စိန်ခံပစ္စည်းဆိုတဲ့စကားလုံး3လုံးကိုတော့သူကောင်းကောင်းသဘောပေါက်လိုက်တယ်။ဒါပေမဲ့အဖိုးကြီးရဲ့မျက်ဝန်းထဲမှာလင်းကနေဖြစ်သွားတဲ့အယောင်ဝါဟာချက်ချင်းဆိုသလိုပြန်မိန်သွားပြီးမောင်ချန်မင်းကိုအမှန်တိုင်းပြောရရင်တို့ရွာစရင်ထဲမှာပတ်စံနှစ်တူညတောင်မရှိဘူးဗျာမင်းပြောတဲ့အဲ့ဒီယူစိမ့်မှုကာကွယ်တဲ့ဖလင်တွေရေးလက်ပံတွေဘူတို့တွေဘာနဲ့သွားဆောင်မလဲလို့ပြောတဲ့ပတ်စံကိုကျွန်တော်စိုက်ထုတ်မယ်ဆိုပြီးကျွန်တော်ကအနီးကပ်အိတ်ကက်ထဲကနေဘန်ကက်တစ်ခုကိုနှိုက်ထုတ်လိုက်တယ်ကျွန်တော်မှာပြည်နယ်မြို့တော်မှာ80စတူရန်မီတာရှိတဲ့အိမ်တစ်လုံးရှိသေးတယ်မနေ့ကပဲပေါင်နှံလိုက်ပြီးကျွန်တော်လက်ထဲကနောက်ဆုံးကြံတဲ့အရင်းနီးလေးနဲ့ပေါင်းရင်အားလုံး3တန်းရတယ်ဒီပိုက်ဆန်အားလုံးကိုတာဟွန်းရွာရဲ့အခြေခံစောက်အုံအတွက်သုံးမယ်လို့ပြောလိုက်တယ်လီကျန့်ကော်ရဲ့အံ့ဩလွန်းလို့တုံရင်နေတဲ့နှက်ခမ်းတွေကိုကျွန်တော်ကြည့်လိုက်ပြီးဘာလိုက်တပိုးမှမရှိတဲ့လေတံနဲ့ပြောလိုက်တယ်ဒါဟာကျွန်တော်ရဲ့ပိုင်ဆိုင်မှုအားလုံးကိုပုံအောလောင်းကြီးထပ်လိုက်တာမဟုတ်ပဲမနဲ့စာဖို့လောက်ပဲရှိတဲ့အတိုင်းဦးလေးလီကျွန်တော်ကနီးပညာနဲ့ရန်ပုံငွေအားလုံးစိုက်ထုတ်မယ်ဦးလေးတို့ကဘယ်သူမှမလိုချင်တဲ့ဒီငါတူညဧကရှိတဲ့စားငံမြေနဲ့ရွာတရွာလုံးရဲ့လောက်အားကိုစိုက်ထုတ်အမျက်ကိုကျွန်တော်9ပုံယူမယ်ရွာက3ပုံယူကျွန်တော်နဲ့ဒီတပွဲလောင်းရဲလာနိုင်ရင်တာဟွန်းရွာကအိမ်တိုင်းတိုက်အိမ်သေးလေးတွေစောင့်နိုင်မယ်ရှုံးရင်တော့ကျွန်တော်တိတ်တဆိတ်ပဲမြစ်ထဲခုန်ချလိုက်မယ်ဦးလေးတို့ကတော့လောက်အားလေးနည်းနည်းစိုက်ထုတ်လိုက်ရတာပဲရှိတာမြေကတော့ဦးလေးတို့မြေပဲလို့ပြောလိုက်တဲ့လေးတွေကပျက်စီးနေတဲ့အုပ်ဖိုဟောင်းကိုဖျက်တိုက်သွားပြီးပတ်ဝန်းကျင်တစ်ခုလုံးတေလူလိုတိတ်ဆိတ်သွားတယ်လီကျန့်ကော်ကအဲ့ဒီဘန်ကက်ကိုစိုက်ကြည့်နေပြီးတွေးကြောတွေရှက်တန်းနေပေမဲ့တောဝံပလွေလိုဆူရှနေတဲ့ကျွန်တော်ရဲ့မျက်ဝန်းတွေကိုလည်းလှမ်းကြည့်တယ်အဖိုးကြီးကရုတ်တရက်ထွက်ပြီးလောက်ကွာတာဟွန်းရွာကဆင်းရဲလွန်းလို့တရေတောင်မလာချင်ဘူးဘာကြောက်เสียရှိသေးလဲငါမနဲ့ဖြန်ကြရင်မောင်တီးပြီးရွာကလူကြီးလူငယ်အားလုံးကိုခေါ်ပြီးမင်းအတွက်ကန်တူးဖလင်ခင်းပေးမယ်လို့ပြောတယ်နောက်ထပ်တစ်လလုံးကျွန်တော်တာဟွန်းရွာမှာပဲအခြေချနေထိုင်ခဲ့တယ်ခေါင်းပေါ်မှာ38ဒီဂရီလောက်ရှိတဲ့ပြင်းထန်တဲ့နေပူရှိပြီးခြေထောက်အောက်မှာတော့ဖြူဖွေးပြီးအလင်းပြန်နေတဲ့စားငံမြေရှိတယ်တာဟွန်းရွာရဲ့ရွာသားတွေဟာဒုက္ခခံနိုင်ရှိမှုကိုအပြည့်အဝပြသခဲ့ကြတယ်မရှိတော့သူတို့ကပေါက်တူးတွေခေါ်ပြားတွေနဲ့ဒီလိုမှခဲနေတဲ့စားငံမြေပေါ်မှာစံချိန်မီအစင်စင်မွေးမြူရေးကန်တွေကိုမနာတမ်းတူးထုတ်ခဲ့ကြတယ်ကျွန်တော်ကိုယ်တိုင်မော်လီကျူးမြင့်ရိုးစိမ့်မှုကာကွယ်တဲ့ဖလင်ခင်းကျင်းတာတွေကိုခုချင်းစီစောင့်ကြည့်ခဲ့ပြီးပိုက်လိုင်းမျိုးကိုတွေးကြောမြင်လေးတွေလိုမြေအောက်ထဲမြုပ်နှံပြီးနောက်ဆုံးမှာတော့ကျွန်တော်ကိုယ်တိုင်ခေးစော်ထားတဲ့ micro GH စနစ်ဗဟိုထိန်းချုပ်မှုဗီဒီယိုနဲ့ချိတ်ဆက်လိုက်တယ်ကျွန်တော်တို့ရှုံရည်တွေထဲမှာ
လူးလိမ့်ပြီးအခြေခံအဆောက်အုံတွေအယူမူစောင့်နေတဲ့အချိန်မှာပဲ15 ကီလိုမီတာအကွာမှာရှိတဲ့ပိုင်ဆွေရွာကတော့ပတ်စံပွဲတော်ကြီးတဲ့ကိုနစ်မြုပ်နေခဲ့တဲ့ပထမဆုံးအတုပ်ပစွန်ထုံ9တန်ကပြည်နယ်မြို့တော်ကိုတခန်းတနာပို့ဆောင်ခဲ့တဲ့ရွှေဟိုင်ချန်ရဲ့အုပ်စုကတကယ်ကိုငွေကြေးအင်အားတောင်းတင်းတာမှုတည်ယူပို့ဆောင်ရေးကကိုလုံးဝအခမဲ့လုပ်ပေးရုံတင်မကပဲဈေးကွက်ပေါက်ဈေးထက်နှစ်ဆပိုပေးပြီးငွေသားကိုချက်ချင်းရှင်းပေးခဲ့တဲ့ပတ်စံအထက်လိုက်တွေကိုပိုင်ဆွေရွာကော်မတီရဲ့စပွဲပေါ်မှာပုံထားတာပေါင်းလိုက်ရင်ငွေသား6သိန်းတောင်ရှိတဲ့ကြောက်ချံကလက်ထဲမှာရာတန်ပတ်စံအထက်ကြီးကိုကိုင်းပြီးရွာသားတွေရှိမှရန်ကားစွာနဲ့ဝေရန်ရင်တွေ့လာကျွန်တော်ပြောသားပဲချံမူကလူလိမ္မာဆိုစက်ကိုအမြင့်ဆုံးအဆင့်ထိဖွင့်ထားရင်ပစုံတွေကအရှင်လက်ခုံပေါက်နေတာပဲတို့တွေကဈေးပေါ်တဲ့အစာတွေကိုကိုယ်တိုင်ဝယ်ကျွေးလဲအကောင်ကြီးတာပဲအရင်ကအဲ့ဒီသိန်းပေါင်းများစွာကိုအဲ့ဒီချံဆိုတဲ့ကောင်ကအလွဲသုံးစားလုပ်သွားတာလို့အော်ပြောတယ်ရွာသားတွေကလည်းလောဘဇောတွေလင်းလက်နေတဲ့မျက်ဝန်းတွေနဲ့တရွာလုံးဟိန်းခတ်နဲ့အော်ဟစ်အားပေးကြတယ်ရွာသားတို့ရွှေထင်းမင်းဘက်က အကန့်အသတ်မရှိဝယ်နေမှတော့တို့တွေဘာဆောက်နေအောင်မလဲရွာတွေကကြမ်းတဲ့ရေမြောင်းတွေရှုံကန်တွေကိုအကုန်သုံးချပြီးပစုံသားပေါက်တွေထက်အစာကိုတော့မြို့နယ်တွေကအပေါ်ဆုံးအစာကိုဝယ်ပြီးတေးအောင်ကျွေးနောက်လာကြရင်တို့တွေနှစ်ဆပိုရှာမယ်လို့ပြောကြတယ်တရွာလုံး YouTube ကုန်ကြတယ်အထွက်နှုံးကိုပဲလိုက်ရှာတဲ့အတွက်သူတို့ကမူလကတအေက8ရပေါင်ရှိရမယ်မွေးမြူရေးတိတ်သီးစားကို3တူညပေါင်ထိအတင်းအကျပ်မြင့်တင်ခဲ့ကြတယ်ပတ်စံချွေတာဖို့အတွက်ကျွန်တော်အရင်ကဆက်ပေးထားတဲ့ဗီတာမင်နဲ့ပရိစီဝါဆေးတွေကျွဲဝတဲ့အထူးစာတွေကိုရက်ဆိုင်လိုက်ပြီးတပေါင်ကိုပြားနေငယ်ပဲပေးရတဲ့အရေးသွင်းညက်အစာတွေနဲ့အကုန်လဲပစ်ခဲ့ကြတယ်ဒါတင်မကသေးဘူးကြောက်ချံကရေစီးနှုံးနေတာကထိရောက်မှုကိုထိခိုက်တယ်ဆိုပြီးအေးခန့်အခြေစိုက်စခန်းရဲ့ရေးစစ်စကားကိုပါဖြုတ်ပစ်လိုက်တယ်သူတို့ကတော့လက်ရှိကဖြူဖွေးနေတဲ့ငွေတွေကိုပဲမြင်ပြီးသူတို့ခေါင်းပေါ်မှာဆွဲထားတဲ့ဓာတ်ကပြုတ်ကျလူနီးပါးဖြစ်နေပြီဆိုတာကိုလုံးဝမသိခဲ့ကြဘူးဩဂုတ်လ9ရက်နွေရာသီရဲ့အပူဆုံးအချိန်မှာတာဟွန်းရွာရဲ့အသစ်ဆောက်ထားတဲ့ထိန်းချုပ်ရေးမျှော်စင်ပေါ်မှာရရင်ခြေထောက်အောက်ကနီလာကြောက်လိုကြည်လင်နေတဲ့မွေးမြူရေးကန်တွေကိုကြည့်လိုက်တယ်ရေမျက်နှာပြင်အောက်မှာတော့ထူထပ်လာတဲ့ပစုံတွေဟာပျော်ရွှင်စွာကူးခတ်နေကြတယ်သူတို့ရဲ့အခွန်တွေကနေအောင်အောက်မှာဖန်သားလို့တဝက်တစ်ပြက်လင်းလက်နေတဲ့အယောင်မျိုးတကယ်ပဲထွက်ပေါ်နေတယ်မိုက်ခရိုဂေဟာစနစ်တန်တရာလဲမှုစနစ်ကနေတိုးညင်းတဲ့အတန်တွေထွက်ပေါ်နေပြီးစားငံရည်တဲ့အစိတ်တောက်တွေကိုတိကျစွာခွဲချမ်းစိတ်ဖြတ်ဟာပေးကပစုံတွေလိုအပ်တဲ့တထုတက်တွေဖြစ်ပြောင်းလဲပေးနေတယ်အရာအလုံးကကျွန်တော်ရဲ့တွက်ချက်မှုအတိုင်းပြည့်စုံစွာလဲပတ်နေတယ်အဲ့ဒီအချိန်မှာလီကျန့်ကော်ကထိန်းချုပ်ရေးမျှော်စင်ပေါ်တက်လာပြီးမျက်နှာတစ်ခုလုံးပြုံးပန်းပွင့်ကမောင်ချန်ရမင်းကတကယ်ကိုနက်ဖျားပဲဒီပစုံတွေကကြည့်လို့အရန်လာတာပဲအကောင်ကြီးယုံနေမကဘူးအဲ့ဒီလက်သေးတွေကလည်းတမလိုက်တာနောက်ထပ်တစ်ပတ်ဆိုရင်တို့တွေရဲ့ပထမဆုံးအတုပ်ပစုံတွေကိုဖမ်းလို့ရပြီမလားလို့မေးတယ်ကျွန်တော်ကနဖူးကချွေးတွေကိုတုပ်လိုက်ပြီးမျက်လုံးကတော့ပိုင်ဆွေရွာဘက်ကိုလှမ်းကြည့်ရင်ဦးလေးလီမလောပါနဲ့ပွဲကောင်းကအခုမှစတာမိုးလေဝါတာခံမှန်းချက်အရမနက်ဖြန်ကစပြီးအမြင့်ဆုံးအပူချိန်က42ဒီဂရီထက်ကျော်လွန်သွားမယ်အနည်းဆုံးတစ်ပတ်လောက်ဆက်တိုက်ဖြစ်မယ်ဦးလေးရင်းကြီးပုတ်ယောဂဆိုတာဘာလဲသိလားလို့မေးလိုက်တယ်လီကျန့်ကော်ကခဏလောက်ကြောင်သွားပြီးဘာယောဂလဲလို့မေးတယ်ဒါကအပူချိန်မြင့်ပြီးအမိုးနီးယားတက်များတဲ့ရေထုထဲမှာပစုံထုတ်တွေကိုပဲတီးတန့်ကူးဆက်တဲ့ပြင်းထန်ကူးဆက်ယောဂပဲတစ်ခါဖြစ်ရင်3ရက်အတွင်းတကန်လုံးကပစုံတွေရဲ့ပဟတ်ကနေစပြီးမဲပုတ်သွားပြီးနောက်ဆုံးမှာတော့တကန်လုံး1ပိုက်ဖြူလန်ပြီးတေကုန်လိမ့်မယ်ပိုက်ဆွေရွာကလူစုကတော့အေးပေးဆက်ကိုအစွမ်းထက်နှက်ဆေးလို့ထင်နေကြတာမနှက်ဖြန်ရွှေဟိုင်ရဲ့ဒုတိယအတုပ်ကုံဘုံငွေကတင်မင်းတမန်ဖြစ်သွားလိမ့်မယ်လို့ပြောလိုက်တယ်နောက်ထပ်3ရက်ဆက်တိုက်ပြင်းထန်တဲ့အပူချိန်ကြောင့်ပိုင်ဆွေရွာတစ်ခုလုံးဟာကြီးမားတဲ့ရေနွေးငွေခန်းကြီးတစ်ခုလိုဖြစ်သွားတယ်လေတူထဲမှာလေတစ်ချက်မှမတိုက်ပဲအသက်ရှူချက်မတက်အိုက်ဆက်နေပြီးဥပုံနဲ့ငါးသိန်းနဲ့ရောနှောနေတဲ့အနံ့ဆိုးတွေကပိုပြီးဆူရှလာတဲ့မွန်းတဲ့ချိန်မှာကြောက်ချံကရွာကော်မတီရုံးခန်းထဲကိုလူးလိမ့်ပြီးပြေးဝင်လာကမျက်နှာတစ်ခုလုံးပြားနှမ်းနေရင်းနဲ့ဦးလေးကွန်စိန်ဒုက္ခရောက်ပြီးဒုက္ခကြီးရောက်ပြီးကန်ထဲကပစုံတွေအကုန်လုံးပေါ်လာပြီးလို့အော်ပြောတယ်ကျင်းကလထိုင်ပေါ်မှာအဲကွန်းလေးဖွင့်ပြီးချမ်းသာမဲ့အိမ်မက်မက်နေတဲ့လူကွန်စိန်ကရုတ်တရက်လန့်နိုးသွားပြီးဘာလို့အော်နေတာလဲရာသီဥတုပူလို့ပစုံတွေအသက်ရှူဖို့ရေပေါ်လာတာတဘာဝကြပါတယ်အောက်ဆီဂျင်ပေးဆက်အမြန်ဖွင့်လိုက်လေလို့ပြောတယ်ဖွင့်တယ်အကုန်လုံးအမြင့်ဆုံးအဆင့်အခြေစိုက်စခန်းရဲ့ဖွင့်ထားတာမရဘူးဦးလေးရဲ့တွားကြည့်ပါဦးအသက်ရှူဖို့ပေါ်လာတာမဟုတ်ဘူး1ပိုက်ဖြူလန်းပြီးတည်နေတာပြီးတော့အဲ့ဒီပစုံတွေရဲ့ပဟတ်တွေအကုန်မဲနေပြီလို့ပြောတယ်ယူကွန်စိန်ကောင်းထဲမှာဝုန်းကနေဖြစ်သွားပြီးဖက်နှက်တောင်တေချာမစီးနိုင်ပဲခြေပလာတစ်ဖက်နဲ့အပြင်ကိုပြေးထွက်သွားတယ်သူတို့ရွာရဲ့အကြီးဆုံးမွေးမြူရေးကန်ကိုရောက်တဲ့အချိန်မှာမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်လူကွန်စိန်မျက်စိထဲပြသွားပြီးကန်ထဲကိုစောက်ထိုးပြုတ်ကျလူမိပါဖြစ်သွားတယ်မူလကကြည်လင်နေရမယ့်ရေကန်ကအခုတော့ပုတ်ဆက်နေတဲ့အစိမ့်ပုတ်ရောင်အစိတ်ရေအိုးကြီးဖြစ်နေပြီးအပူချိန်ပြင်းတာကြောင့်အောက်ခြေမှာပုံနေတဲ့အရေသွေးညက်အစာအကျွင်းကြံတွေကလုံးဝပောက်ကွဲသွားပြီးရေတူတွေကအမိုးနီးယားဓာတ်တွေအရှိန်ဟုန်နဲ့တက်လာတယ်ရေမျက်နှာပြင်ပေါ်မှာထူထပ်လာတဲ့ပစုံတွေကအော့အန်ဂျင်စရာအနံ့ဆိုးတွေထွက်နေတယ်ရေအောက်မှာတော့မတည်သေးတဲ့ပစုံတွေကကမ်းပေါ်ကိုအယူမှုတက်နေကြတယ်တကောင်ကိုလှမ်းဆဲကြည့်လိုက်ရင်မူလကဖြူစင်ရမယ့်ပါဟတ်တွေကအခုတော့ပုတ်ဆက်ပြီးမြင့်တက်နေတာကိုမြင်ရတယ်ရင်းကြီးပုတ်ယောဂကဒီလိုဆိုးရွားတဲ့ပတ်ဝန်းကျင်မှာကက်ယောဂလိုပဲတိတ်သီးစားအရမ်းများတဲ့ပစုံအုပ်ထဲမှာအပြည့်အဝပောက်ကွဲသွားခဲ့ပြီးယူကွန်စိန်ကတကိုယ်လုံးတုံရင်နေပြီးနှက်ခမ်းတွေပြားနှမ်းကဘလို့လို့ဒီလိုဖြစ်ရတာလဲချမ်မိုရှိတုန်းကဒီလိုမျိုးတစ်ခါမှမဖြစ်ဘူးပါဘူးလို့ပြောတယ်ဦးလေးကလည်းအခုချိန်မှာအဲ့ဒီလန်ဘေးတရဲ့အကြောင်းဘာလို့ပြောနေတာလဲတေချာပေါက်ဒီယာဒီဥရုဆိုးကြောင့်ဖြစ်တာအခုဘလို့လုံးမလဲဒီညဝန်ခိုင်ကဒုက္ခပေးမဲ့ဒုတိယအတုပ်ကုန်လာတဲ့တော့မှာတန်20တောင်အကယ်၍ကုန်မပေးနိုင်ရင်စာချုပ်အရာတို့တွေရွှေဟိုင်ချန်ကိုဆယ်ဆရောကြီးပေးရမယ်အဲ့ဒါတိမ်ပေါင်းများစွာရှိတာတို့ရွာတရွာလုံးရဲ့အိမ်တွေကိုပေါင်းရင်တောင်ရောဖို့မလောက်ဘူးလို့ကြောက်ချံကပြောတယ်ဆယ်ဆရောကြီးဆိုတဲ့စကားကိုကြားတော့လူကွန်စိန်ကရေခဲတွင်းနဲ့ပြုတ်ကျသွားတယ်လို့ဖြစ်ပြီးမူလကပူလောင်နေတဲ့ခေါင်းကချက်ချင်းရှင်တော့ကရုပ်မာတဲ့အယူမှုစိတ်တွေဝင်လာပြီးရောလို့မဖြစ်ဘူးတည်ရင်သေးပါစေရောလို့မဖြစ်ဘူးလို့ပြောလိုက်တယ်လူကွန်စိန်ကကြောက်ချံရဲ့ကော်လာကိုဆွဲကင်လိုက်ပြီးတွေးကြောတွေညီမြန်းနေတဲ့မျက်လုံးတွေနဲ့စိုက်ကြည့်ကနားထောင်ဆန်းအခုပစုံအများစုမတည်သေးတဲ့အချိန်မှာရွာကလူတွေကိုချက်ချင်းမောင်းတီးခေါ်လိုက်တည်တဲ့ကောင်တွေကိုလွှင့်ပစ်ရှင်နေတဲ့ကောင်ဆိုရင်ရင်းကြီးပုတ်ယောဂဖြစ်ဖြစ်မဖြစ်ဖြစ်အကုန်လုံးကိုအေးခန်းနဲ့ထည့်ပစ်လိုက်လို့အမိန့်ပေးတယ်ကြောက်ချံကကြောင်သွားပြီးဒါပေ
ပေမဲ့ဦးလေးအဲ့ဒီယောဂရနေတဲ့ပစွန်တွေကိုဝန်ခံရဲ့လူတွေကတစ်ချက်ကြည့်ုံနဲ့တိမှာပေါ်ပြီးတော့သူတို့ပြည်နယ်မျိုးတော်အထိတောက်ခံနိုင်မှာမဟုတ်ဘူးလို့ပြောတယ်လူကွန်စိန်ကကြောက်ချံရဲ့ခေါင်းကိုတစ်ချက်ရိုက်လိုက်ပြီးရက်ဆက်စွာနဲ့မင်းကဝက်အုပ်နှောက်လာချမ်းမိုးချန်ထားခဲ့တဲ့အေးခန်းစနစ်ကအရန်တော်တာမဟုတ်လားမင်းအပူချိန်ကိုအနေဆုံးအထိချပစ်လိုက်သူတို့ကိုတိုက်ရိုက်ခဲပစ်လိုက်ပစွန်တွေခဲသွားတာနဲ့ပဟတ်ကအမဲရောင်ကတိမတိတာတော့ဘူးပြည်နယ်မျိုးတော်ကကိုတောင်ကိုရောက်လို့စစ်ဆေးပြီးတော့ထားရင်သူတို့ရေခဲဖြော်ပြီးမှပစွန်တွေတေးတာပဲဖြစ်ဖြစ်ယောဂရှိတာပဲဖြစ်ဖြစ်တည်ရင်တော့အဲ့ဒါကတည်ယူပို့ဆောင်ရေးလမ်းကြောင်းဒါမှမဟုတ်သူတို့တူလောင်တာမကောင်းလို့ဖြစ်တာလို့ပိုင်ဆွေရွာနဲ့ဗာဆိုင်လို့လဲလို့ပြောလိုက်တဲ့ကြောက်ချံကအေးဆက်တဲ့လေထုကိုပြင်းထန်စွာရှူသွင်းလိုက်မိတယ်ဒီနီလန်ကတကယ်ကိုရွှေဟိုင်ချံကိုလူဦးတူတူထင်ပြီးလိန်တာပဲဒါပေမဲ့ပိုင်ဆိုင်မှုအလုံးဆုံးရှုံးမဲ့အခြေအနေမျိုးမှာသူတို့မှရွေးချယ်စရာမရှိတော့ဘူးကြောက်ချံရဲ့မျက်ဝန်းထဲမှာရက်ဆက်တဲ့အရေးရောင်ဖြတ်ပြေးသွားပြီးလုံမယ်အခုပဲသွားပြီးအေးပေးဆက်ကိုအမြင့်ဆုံးအဆင့်ဖွင့်ပြီးခဲပစ်လိုက်မယ်လို့ပြောပြီးအေးခန်းအခြေဆိုင်စခန်းဘက်ကိုချက်ချင်းပြေးသွားတယ်အတိတရားမဲ့တဲ့မိမိကိုယ်ကိုကဲတင်ချင်းပွဲကြီးကပိုင်ဆွေရွာမှာအယူမှုစတင်ခဲ့တဲ့ရွာသားလူကြီးလူငယ်အားလုံးကပြင်းထန်တဲ့နေပူအောက်မှာအယူတွေလိုပုတ်ဆက်နေတဲ့ရှုံကန်တွေကနေယောဂပြင်းထန်နေတဲ့ပစုံတွေကိုဆယ်ယူပြီးကြောက်ချံတင်းကျပ်ဖွင့်ထားတဲ့အေးခန်းကားတွေကိုအကုန်စုပြုံထည့်ခဲ့ကြတယ်သူတို့လုံးဝမသိတာကချမ်းမိုးချန်ထားခဲ့တဲ့အဓိကအေးခန်းတွက်ချက်မှုစနစ်ရဲ့တောချက်ကအပူချိန်ထိန်းညှိပြီးအောက်ဆီဂျင်ပေးကပစုံတွေကိုအိတ်ဆက်တဲ့အခြေအနေနဲ့ရောက်အောင်လုပ်တာဖြစ်ပြီးရိုးရှင်းရိုင်းဆိုင်စွာခဲပစ်တာမဟုတ်ဘူးဆိုတာပဲစနစ်ရဲ့ကာကွယ်မှုမရှိတဲ့အစွန်းရောက်အနေဆုံးအပူချိန်နဲ့ယောဂရှိတဲ့ပစုံတွေရဲ့ငကိုကလေးကအားနည်းနေတဲ့အင်္ဂါတွေကသူတို့ရဲ့တည်ဆုံမှုနဲ့ပုတ်ဆက်မှုကိုပိုပြီးညှဉ်းဆန်စေရုံပဲရှိလိမ့်မယ်အဲ့ဒီအချိန်မှာပဲ15ကီလိုမီတာအကွာကတာဟွန်းရွာမှာတော့ကျွန်တော်ကတစ်ပင်ရိပ်အောက်မှာထိုင်ပြီးအေးခဲနေတဲ့တီးဆုံရည်ကိုအေးလူလူတောက်နေတဲ့ရှေ့ကမိုက်ခရိုကေဟာစနစ်ထိန်းချုပ်မှုမျက်နှာပြင်ပေါ်မှာတော့အချက်လက်အလုံးက42ဒီဂရီအပူချိန်အောက်မှာတောင်ကြောက်ဆောင်လို့တည်ငြိမ်နေတဲ့စားငံတက်များတဲ့ရေထုကသူ့ဘာသာသူပြင်းထန်တဲ့ပိုးသက်အားနည်းတင်ရှိနေပြီးအဲ့ဒီပွားများခြင်းနေတဲ့ရင်းကြီးပုတ်ပိုးမွားတွေဟာမပွားများရသေးခင်မှာပဲတန်တရားလည်မှုစနစ်ရဲ့ရက်ဆက်စွာချစ်ဖြတ်ခြင်းကိုခံလိုက်ရတဲ့ရေအောက်ကအခုံမှာပြီးကြီးလင်းနေတဲ့ဖန်သားပစုံထုတ်တွေကတော့တက်ကြွစွာနဲ့ကျွန်တော်အထူးဆက်ထားတဲ့အစင်းမြင့်စာတွေကိုလူရက်စားတောက်နေကြတယ်လီကျန့်ကော်ကချွေးတွေကိုတုံရင်စိတ်မချရသေးတဲ့လေတန်းနဲ့မောင်ချန်ရဒီယာဒီဥဒုကတကယ်ထူးဆန်းတဲ့ဘေးကပိုင်ဆွေရွာကရေရီတောင်ငုံပြီးလို့ကြားတယ်တိုးစီကတကယ်ပဲဘာမှမဖြစ်ဘူးလားလို့မေးတယ်ကျွန်တော်ကအေးဆက်စွာပြုံးလိုက်ပြီးရွာသားတွေကိုဒီညစောစောအိတ်ခိုင်းလိုက်ပါအားအင်တွေပြည့်နေအောင်လှုပ်ထားမနှက်ဖြန်ကြရင်ပွဲကောင်းကြည့်ရလိမ့်မယ်လို့ပြောလိုက်တယ်ည30နာရီမှာဝန်ခိုင်ကအေးခန်းကားကြီး9စီးကိုခေါ်ပြီးပိုင်ဆွေရွာထိပ်မှာအချိန်မှန်ဆက်ရောက်လာတယ်လူကွန်စိန်နဲ့ကြောက်ချံကမျက်နှာတစ်ခုလုံးဖားပြတဲ့အပြုံးတွေနဲ့ကြိုဆိုကြပြီးမန်နေဂျာဝန်တန်နှစ်ဆဲလုံးအခြေဆိုင်စခန်းထဲမှာခဲထားပါတယ်လက်ဆက်မှုကတော့အာမခံတယ်လို့ပြောတယ်ဝန်ခိုင်ကကားပေါ်ကတော့မစင်းမဲလက်ကိုပဲဝေးရမ်းပြပြီးကားပေါ်တင်လိုက်တော့လို့ပြောတယ်အေးခန်းကားထဲမှာကြောက်ချံကရေခဲတက်တာလို့ဖြစ်အောင်အနှုတ်30ကျော်အထိချထားတာမို့ဝန်ခိုင်ရဲ့တပည့်တွေကအပေါ်ဆုံးကချင်းနှင်းငယ်ကိုပဲအကြံပြင်းဖွင့်ကြည့်ကြတယ်အပေါ်ရန်ကပစုံတွေကတကယ်ကိုခဲနေတာမို့ဘာမှထူးခြားမှုမမြင်ရဘူးမန်နေဂျာဝန်ပြဿနာမရှိပါဘူးလို့ပြောတော့ဝန်ခိုင်ရဲ့ကားမှန်ကဖြည်းဖြည်းချင်းတက်သွားပြီးပြည်နယ်မြို့တော်ဘက်ကိုမောင်းထွက်သွားတယ်ဒီအေးခန်းက9စီးအမောင်နဲ့ပျောက်ကွယ်သွားတာကိုကြည့်ပြီးလူကွန်စိန်နဲ့ကြောက်ချံကခြေထောက်တွေပျောက်ကွယ်သွားပြီးမြေပြင်ပေါ်ကိုပစ်ထိုင်လိုက်ကြတယ်အဝတ်စားတွေကတော့ချွေးစည်းတွေနဲ့ရွှဲနစ်နေပြီးအဖေကြီးတို့တွေလိမ့်လို့အောင်မြင်သွားပြီးတို့တွေဘေးကင်းသွားပြီးလို့ပြောကြတယ်ဒါပေမဲ့သူတို့မျက်နှာပေါ်ကအပြုံးက6နာရီတောင်မခံခဲ့ဘူးမနက်အစောပိုင်း4နာရီပြည်နယ်မြို့တော်ကရွှေဟိုင်ချန်အုပ်စုရဲ့ဗဟိုအေးခန်းတူလောင်ယုံမှာဝန်ခိုင်ကအလုတ်သမားတွေကိုကားတကားဖွင့်ဖို့ညွှန်ကြားနေတဲ့ကားတကားကိုဖွင့်လိုက်တဲ့အဲ့ဒီခိုက်တက်မှာပဲပြင်းထန်လာတဲ့အပူပုံနှံကြီးကမိတောင်ပေါက်ကွဲတယ်လို့မျိုးအရှိန်ဟုန်နဲ့ထွက်ပေါ်လာတဲ့အရှိဆုံးကကုန်ချအလုတ်သမား2ယောက်ကဒီအစိမ့်ငွေကြောင့်နေရာမှာတင်မျက်လုံးဖြူလန့်သွားပြီးချက်ချင်းအော့အန်ကလဲကျသွားကြတယ်ဝန်ခိုင်ရဲ့မျက်နှာပေါ်ကအပြုံးကချက်ချင်းခဲသွားပြီးသူကနှာခေါင်းနဲ့ပါးစပ်ကိုပိတ်ကအော့အန်ဂျင်စိတ်ကိုအောင်ရဲပြီးကားရှိကိုပြေးသွားတယ်အဲ့ဒီအကောင်းဆုံးလို့ကြောဝါထားတဲ့ပစုံထုတ်တဲ့နှစ်ဆက်ဟာအစုံရောက်အနေဆုံးပူချိန်ကနေခွာလိုက်တဲ့မိနစ်30အတွင်းမှာပဲမြစ်ပုတ်နေတဲ့အရည်တွေထွက်နေတဲ့အသားပုတ်တွေဖြစ်ပြောင်းလဲသွားတာကိုမြင်လိုက်ရတယ်ပစုံတိုင်းရဲ့ပဟတ်ကအော့အန်ဂျင်စရာကောင်းတဲ့တေးမင်းတမန်အမဲရောင်ဖြစ်နေတယ်ဒါဟာဘယ်မှာလဲအစင်းမြင့်စားတောက်ကုန်တာဟာတကယ်ကိုအစိမ့်ငွေက9စီးအပြည့်ပဲအဲ့ဒီအချိန်မှာပဲဝန်ခိုင်ရဲ့ဖုန်းကတေးမင်းတစ်စိတ်တုံးလိုမျိုးပြင်းထန်စွာတုံခါလာတယ်ခေါ်ဆိုသူကရွှေဟိုင်ချန်ဖြစ်နေတယ်ဝန်ခိုင်ကတုံရင်နေတဲ့လက်နဲ့ဖုန်းကိုကင်လိုက်တော့ဖုန်းထဲကနေရွှေဟိုင်ချန်ရဲ့အေးဆက်လာတဲ့အတန်ထွက်လာတယ်ဝန်ခိုင်ဒီကုံတွေသာပြဿနာတက်ရင်မင်းတန်းပြီးပင်လယ်ထဲခုန်ချလိုက်တော့ငါအခုပဲတည်င်းရတယ်ပြည်내ကျန်းမာရေးဌာနနဲ့ဈေးကွက်ဆောင်ကြည့်ဌာနကလူတွေတို့ရဲ့တူလောင်ယုံတကားဝကိုရောက်နေပြီလို့ပြောလိုက်တယ်ဝန်ခိုင်ရဲ့မျက်သူငယ်အိမ်ကရုတ်တရက်ကျဲသွားပြီးချွေးတွေကရေတကွန်လိုစီးကြလာကသူကပိုင်ဆွေရွာဘက်ကိုလှမ်းကြည့်ရင်မျက်ဝန်းထဲမှာလူကိုအစိမ့်လိုက်ဝါစာမတက်ရက်ဆက်တဲ့အမျိုးတေးတွေထွက်ပေါ်လာတယ်မနက်6နာရီမှာပိုင်ဆွေရွာရဲ့ရွာသားတွေကချမ်းသာမဲ့အိမ်မက်မက်လို့ကောင်းတုံးရှိသေးတယ်ရွာကော်မတီဝန်းရဲ့တန်တကားကြီးကတော့ဝုန်းခနဲ့အတင်းကျပ်တိုက်ဖွင့်ခြင်းခံလိုက်ရတယ်အမဲရောင်နေမြေဖြတ်ကျော်ကားတစ်စီးကတော်စင်းကြတကောင်လိုရွာဝန်းထဲကိုမောင်းဝင်လာပြီးဆူရှာတဲ့ break အုပ်တန်ကရွာကလေးရဲ့တိတ်ဆိတ်မှုကိုချက်ချင်းဖျက်ခွဲလိုက်တယ်ယူကွန်စိန်ကအဝတ်စားတွေကိုကြပြကြရဝတ်ပြီးအခန်းထဲကပြေးထွက်လာတယ်ကြောက်ချံကလည်းအိတ်ချင်မှုတူမျက်လုံးတွေကိုကိုရင်ထွက်လာတယ်သူတို့ဝင်းထဲမှာရက်နေတဲ့လူကိုတေချာမြင်လိုက်ရတဲ့အခိုက်အတန့်မှာတော့မင်းညကကန်ကောင်းမှုတွေအားလုံးပြအဖြစ်ပြောင်းလဲသွားတယ်ဝန်ခိုင်ရဲ့မျက်လုံးတွေကတွေးကြောတွေမြင်မြန်းနေပြီးကုတ်အင်းကြီးလည်းမရှိတော့ဘူးနက်ကတိုင်ကလည်းဖျို့ဖျဲဖြစ်နေတဲ့သူကလမ်းပိတ်မိနေတဲ့တောဝန်ပလွေတကောင်လိုအရှိကလူ2ယောက်ကိုစိုက်ကြည့်ရင်မန်နေဂျာဝန်ဘာလို့ဒီလောက်စောစောရောက်လာတာလဲကုန်းတွေကိုမင်းညကပဲတဲသွားတာမဟုတ်လားလို့လူကွန်စိန်ကမေးတယ်ဝန်ခိုင်ကစကားအပေါ်မပြောဘဲလက်ကိုဝေ့ရမ်းလိုက်တော့သူ့နောက်ကလူမိုက်အချို့ကကြီးမားတဲ့ပလတ်စတစ်ချင်းကြီးနှစ်ချင်းကိုလူကွန်စိန်ရှိကိုတဲလာပြီးဝုန်းကနေမှောက်ချလိုက်တယ်လုံးဝပုတ်ဆက်ပြီးပါဟတ်တွေမင်းနဲ့နေတဲ့ပစွန်တွေရာပေါင်းများစွာကလူကွန်စိန်နဲ့ကြောက်ချံရဲ့ခြေထောက်နာမှာပြန့်ကျဲသွားတယ်လူကွန်စိန်မင်းတက်တီကောင်းလာကြီးလားရင်းကြီးပုတ်ယောဂဖြစ်နေတဲ့ပစွန်တွေကိုခဲပြီးရွှေဥက္ကဋ္ဌရဲ့ပတ်စံကိုလာလိမ့်နေမင်းတီလားကျမကြီးဌာနကားတွေကတူလောင်ယုံတကားဝမှာပိတ်ထားတယ်ရွှေဥက္ကဋ္ဌနာမည်နဲ့ရှိတဲ့လက်ဆက်စားတောက်ကုန်စူပါမားကတ်အကြီးကြီး3ခုလုံးဒီမနက်ပဲအတင်းကျပ်ပိတ်ခိုင်းခြင်းခံလိုက်ရပြီလို့ဝန်ခိုင်ကပြောတယ်မန်နေဂျာဝန်
နားလည်မှုလွဲတာပါဒါတကယ်ကိုနားလည်မှုလွဲတာကားပေါ်တင်တော့ကသူတို့တွေရှင်နေလုံးမဲလေးလို့ပြောတော့မင်းမေကိုပဲနားလည်မှုလွဲလိုက်ဆိုပြီးဝန်ခိုင်ကလူကွန်စိန်ကိုခြေထောက်နဲ့ကန်ချလိုက်တယ်ပြီးတော့အိတ်ထဲကနေထူထဲတဲ့စာရွက်စာတမ်းတွေကိုထုတ်ပြီးလူကွန်စိန်ရဲ့မျက်နှာပေါ်ကိုစောင့်ပစ်လိုက်တဲ့စာရွက်တွေကမြေပြင်ပေါ်မှာပြန့်ကျဲသွားပြီးအပေါ်ကအနီရောင်တစ်စိတ်တုံးကလူတိုင်းရဲ့မျက်လုံးကိုဆူရှက်စေတယ်ငါရှိမှလာပြီးတရုတ်ဆောင်မနေနဲ့တော့တန်နှစ်ဆက်ဆိုတော့4000ပေါင်တို့တွေကတပေါင်ကို30နဲ့အပိုစေးပေးပြီးဝယ်တာကုန်ဖို့က32000လို့ဝန်ခိုင်ကအေးဆက်စွာငုံကြည့်ရင်ပြောတယ်ဘေးကဝစ်စုံပြင်းနဲ့ရှိနေကမျက်မှန်ကိုပင့်တင်ရင်စာချုပ်ပါအချက်လက်တွေကိုဖတ်ပြတယ်နှစ်ဦးနှစ်ဖက်လက်မှတ်ရေးထိုးထားတဲ့နောက်ဆက်တွဲစာချုပ်အရအကယ်၍ယောဂရှိတဲ့ပူစွန်ဒါမှမဟုတ်ပစွန်တေတက်မှတ်ချက်ထက်ကျော်လွန်ပါကပြင်းထန်သောစီးပွားရေးစာချုပ်ဖောက်ဖျက်မှုနဲ့လိမ်လည်မှုမြောက်သဖြင့်ကုန်ပိုးငွေအလုံးကိုပြန်ပေးရမည်အပြင်10ဆရော်ကြေးပေးရမည်စုစုပေါင်း32000ရဲ့10ဆဆိုတော့တန်း2သိန်းဖြစ်ပြီးကုမ္ပဏီရဲ့နာမည်ပြက်ကွက်မှုနဲ့အုပ်ချုပ်ရေးဆိုင်ရာဒဏ်ကြေး3သိန်းပေါင်းရင်စုစုပေါင်းတန်း5သိန်းဖြစ်တယ်လို့ဖတ်ပြလိုက်တယ်ဒီလိုနက်ခတ်ပေတာဆိုင်ရာကိန်းဂဏန်းကြီးကိုကြားလိုက်ရတော့ဘေးကလာကြည့်နေတဲ့ရွာသားတွေအားလုံးဆူရှစွာအော်ဟစ်ငိုယိုကုန်ကြတယ်တန်း5သိန်းဟုတ်လားကြောက်ချံမျက်လုံးတွေမြင်မြန်းသွားပြီးပေါက်တူးကိုကင်ကာမင်းတို့တောက်ပေါက်ကရတွေပြောမနေနဲ့ဒါပတ်စံကိုတပြားတိုက်တာပဲစစာချုပ်ကမင်းတို့အတင်းအကျပ်လက်မှတ်ထိုးခိုင်းတာပစွန်တော့ဒီကမင်းတို့ကိုယ်တိုင်တည်သွားပြီးတေချာမခဲလို့တေတာဘာလို့တို့တွေကိုရော်ခိုင်းတာလဲလို့အော်ပြောတယ်ဝန်ခိုင်ကအေးဆက်စွာပြုံးပြီးတေချာမသိတဲ့အကောင်လို့ပြောလိုက်တာနဲ့သူ့နောက်ကတက်တော်ဆောင်ကချက်ချင်းရှိတိုးပြီးကြောက်ချံလက်ထဲကပေါက်တူးကိုကန်ထုတ်လိုက်တယ်ပြီးတော့ကြောက်ချံရဲ့ဝမ်ဘိုက်ကိုဒူးနဲ့တိုက်ပစ်လိုက်တာကြောင့်ကြောက်ချံကနာကျင်စွာအော်ဟစ်ပြီးပစွန်ကွေးလေးလိုမြေပြင်ပေါ်မှာလူလိမ့်ကအဝါရောင်အစာဟောင်းရည်တွေအန်ထွက်လာတယ်လူတို့တို့တွေတရားရုံးကိုပိုင်ဆိုင်မှုထိန်းချုပ်ဖို့ရှောက်ထားပြီးအခုချိန်ကစပြီးမင်းတို့ပိုင်ဆွေရွာရဲ့မွေးမြူရေးကန်အားလုံးအေးကန်အခြေစိုက်စခန်းနဲ့မင်းတို့နာမည်နဲ့ရှိတဲ့အိမ်တွေအားလုံးကိုချိတ်ပိတ်သိမ်းဆည်းလိုက်ပြီးအကယ်၍တန်း5သိမ်းမပေးနိုင်ရင်မင်းတို့ထောင်ထဲသွားဖို့သာပြင်ထားပြီးရင်တရွာလုံးကလူကြီးလူငယ်တွေလမ်းပေါ်မှာအိပ်ရလိမ့်မယ်လို့ပြောလိုက်တယ်ဒီခိုက်တန်ကြမှာပိုင်ဆွေရွာကလူတွေဟာအရင်ရှင်တွေရဲ့ဓာတ်ကဘလောက်အေးဆက်ပြီးရက်ဆက်လဲဆိုတာကိုအပြည့်အဝခံစားလိုက်ရတယ်ရွှေဟန်ချန်ကအစကတည်းကကျင်းတူထားတာဒါကပူပေါင်းဆောင်ရွက်တာမဟုတ်ပဲတရားဝင်သိမ့်ပိုက်တာပဲအဲ့ဒီအေးခန်းကရိယာတွေဒီမွေးမြူရေးကန်တွေကအစကတည်းကသူတို့ရဲ့တွက်ချက်မှုထဲမှာရှိပြီးသားပြီးတော့ရွာကိုဒီလို6ထဲတိုးချလိုက်တဲ့သူကတော့ချမ်းမိုးကိုမောင်းထုတ်ပြီးလောဘတက်ခဲ့တဲ့လူကွန်စိမ့်နဲ့ကြောက်ချံပဲဖြစ်တယ်ရွာသားတွေယူတုတ်ကုန်ကြတယ်သူတို့ကဝန်ခိုင်ကိုမရရဲတော့မြေပြင်ပေါ်ကလူကွန်စိမ့်နဲ့ကြောက်ချံကိုပဲအယူမူဝိုင်းရိုက်ကြပြီးသူတို့ရဲ့အိမ်တွေနဲ့အသက်ကယ်ပတ်စံတွေကိုပြန်ပေးဖို့အော်ဟစ်ငိုယူကြတယ်ပိုင်ဆွေရွာတစ်ခုလုံးဟာငရဲကန်တစ်ခုလိုချက်ချင်းပြောင်းလဲသွားတယ်ပိုင်ဆွေရွာရဲ့ငိုကြီးတန်တွေနဲ့မတူပဲအခုချိန်မှာတာဟုံးရွာကတော့သူ့ရဲ့အမြင့်ဆုံးအောင်မြင်မှုအချိန်ခါကိုကြိုးစိုးနေတဲ့ကျွန်တော်ကစားငံမြေကနေပြောင်းလဲထားတဲ့ဂေဟစနစ်ရေမြောင်းပေးမှာရက်ပြီးအလုသမားတွေပထမဆုံးအတုပ်ကုန်ဆန်းဖမ်းနေတာကိုကျွမ်းကျင်စွာကြည့်နေတဲ့ပိုက်ကွန်ကြီးကိုဖြည်းဖြည်းချင်းဆွဲတင်လိုက်တာနဲ့ရေမျက်နှာပြင်ပေါ်မှာတောက်ပတဲ့အလင်းနှန်းတွေဖြတ်ထွက်လာတဲ့ပိုက်ကွန်ထဲမှာအလျား20စင်တီမီတာနီးပါးရှိပြီးအခွန်မာကဖန်သားလိုကြည်လင်နေတဲ့ဖန်သားပစုံထုတ်တွေအပြည့်ပဲသူတို့ရဲ့တက်စောင့်အားကအရန်ကောင်းတာမို့ပိုက်ကွန်ထဲမှာအယူမူခုံပေါက်နေကြတယ်ကျွန်တော်ဘေးမှာရက်နေတဲ့သူကတော့ပြည်နယ်မြို့တော်ရဲ့ထိပ်တန်းစားတောက်ကုန်လုပ်ငန်းစုကြီးရဲ့ဝယ်ယူရေးဒါရိုက်တာကျိုးဟုံဖြစ်တဲ့သူကကျွန်တော်ရဲ့အရင်ကလုပ်ငန်းခွင်ကမိတ်ဆွေဟောင်းဖြစ်ပြီးမျက်စိဆူရှာကလိုအပ်ချက်အရန်များတဲ့သူအဖြစ်လူသိများတဲ့ကျိုးဟုံကဖန်သားပစုံထုတ်တကောင်ကိုလှမ်းကင်ပြီးသူ့ရဲ့ဖြူစင်ကြည်လင်နေတဲ့ဝမ်ဘိုင်နဲ့တန်ရှင်းနေတဲ့ပါဟတ်တွေကိုကြည့်ရင်ဖုံးကွယ်မရတဲ့ယူသွမှုတွေနဲ့ချမ်းမိုးမင်းကတကယ်ကိုပါရမီရှင်ပဲစားငံမြေထဲမှာပစုံမွေးနိုင်ုံတင်မကဘူးအသားရဲ့အရေးသွေးကိုပါဒီလိုအကောင်းဆုံးအခြေအနေထိရောက်အောင်လုပ်နိုင်တယ်ဒီပစုံကရွှွတ်နဲ့လုံးဝမရှိဘူးအသားရဲ့ကြည်လင်မှုကနိုင်ငံခြားပစုံထုတ်ကြီးတွေထက်တောင်ပိုကောင်းသေးတယ်လို့ပြောတယ်မန်နေဂျာကျိုးအပြင်ပန်းတင်မကြည့်ပါနဲ့အရသာကိုပါမြည်စမ်းကြည့်ပါဦးလို့ကျွန်တော်ပြောလိုက်တယ်ကျိုးဟုံကဘာကရိယာမှမလိုပဲအလုသမားတွေကိုရေနွေးဖြောခိုင်းလိုက်တယ်ဘာဆော့စ်မှမတို့ပဲကြည်လင်နေတဲ့ပစုံခွန်ကိုခွာပြီးတလုတ်တဲကိုက်စားလိုက်တယ်ချွတ်ဆက်တဲ့အတန်းနဲ့အတူပစုံသားကကြစ်လစ်ပြီးချိုးမြင်တဲ့အရသာကခရင်းထဲမှာချက်ချင်းပြန့်နှံ့သွားတယ်နတ်ဖျားအဆင့်အရေးသွေးပဲတကယ်ကိုနတ်ဖျားအဆင့်အရေးသွေးကျိုးဟုံမျက်လုံးတွေလင်းပွင့်သွားပြီးကျွန်တော်လက်ကိုတေချာဆုပ်ကင်ကစီကန်းဟောင်းအတိုင်းပဲမင်းရဲ့ကုံတွေအားလုံးကိုငါအကုန်ယူမယ်ဈေးနှုန်းပြောတာပြောလို့ပြောတယ်ကျွန်တော်ကအေးလူလူပဲလက်ကိုတုပ်လိုက်ပြီးလက်ညှိုးနှချောင်းထောင်ပြကကျွန်တော်အရင်ကပြောခုပါတယ်ဒီပစ္စည်းကလမ်းဘေးဆိုင်တွေအတွက်မဟုတ်ဘူးစိန်ခံလမ်းကြောင်းအတွက်ပဲတပေါင်ကိုနှိပ်ရပြီးတော့တည်ယူပို့ဆောင်ရေးခါကမင်းတို့ဘက်ကစိုက်ထုတ်ရမယ်ကျွန်တော်ရဲ့ micro gh စနစ်အေးခန်းကတော့ထုတ်ပိုးပြီးအိတ်ဆက်စီဖို့ပဲတာဝန်ယူရဲပစွန်လုံးဝမသေးစေရဘူးလို့ပြောလိုက်တယ်နှစ်ရဟုတ်လားကျိုးဟုံအသက်ရှက်ဦးရက်မတက်အံ့အော်သွားတယ်ဒီဈေးနှုန်းကဈေးကွက်ထဲကတာမန်ပစွန်တွေထက်30စပိုဈေးကြီးတယ်ဒါပေမဲ့သူက3စက္ကန့်တောင်မဝေခွဲပဲသဘောတူတယ်ပထမဆုံးအတုပ်ဘယ်လောက်ထွက်လဲငါ9တန်လိုချင်တဲ့ပတ်စံအရင်ပေးပြီးမှကုန်ယူမယ်လို့ပြတ်သားစွာပြောလိုက်တယ်သူ့လိုအဆင့်မြင့်စားတောက်ဆိုင်ကိုဥဆောင်နေတဲ့သူအတွက်တော့ထူးခြားဆန်းသစ်တဲ့စားတောက်ကုန်ဟာတန်ဖိုးမဖြတ်နိုင်တဲ့အကာအကွယ်တိုင်းပဲဖြစ်တယ်ရွာလူကြီးလီကျန့်ကော်ကဘေးကနေနားထောင်ရင်ခြေထောက်နှစ်ဖက်လုံးပြော့ခွေသွားပြီးနှလုံးရောဂါတောင်ထဖောက်တော့မလို့ဖြစ်သွားတယ်တပေါင်ကို205တန်ဆိုရင်အဲ့ဒါလေးသိမ့်ရှိတာပြီးတော့ဒါကတာဟုံးရွာရဲ့ပထမဆုံးအတုပ်စမ်းသက်မွေးမြူတဲ့အထွတ်နှုံပဲရှိသေးတယ်တာဟုံးရွာရဲ့ဒီလိုချိန်စာတင်နေတဲ့စားငံမြေကနေတကယ်ပဲရွှေဖီနစ်နဲ့ပြန်ထွက်လာခဲ့ပြီးကျွန်တော်တို့စာချုပ်ချုပ်ဖို့ပြင်ဆင်နေတဲ့အချိန်မှာပဲတာဟုံးရွာထိပ်ကနေအဝတ်စားတွေမှာပုတ်ဆက်နေတဲ့ရွှွန့်ရည်တွေပေးကျန်နေတဲ့လူအချို့လူလိမ့်ပြီးပြေးလာကြတယ်အရှိဆုံးကလူကတော့မျက်နှာတစ်ခုလုံးဖူးယောင်ပြီးအသက်10နှစ်လောက်အိုမင်းသွားတယ်လို့ဖြစ်နေတဲ့လူကွန်စိမ့်နဲ့ရွာသားတွေရိုက်လို့ရှေ့သွားတဝက်ကျိုးသွားတဲ့ကြောက်ချံဖြစ်နေတယ်သူတို့ကဝုန်းခနဲ့ဆိုပြီးစားငံမြေရဲ့ဖလင်ပေးမှာဒူးထောက်လိုက်ကြတယ်ချမ်းမိုးမန်နေဂျာချမ်းကဲပါဦးတို့ပိုင်ဆွေရွာကိုကဲပါဦးလို့အော်ပြောတယ်သူတို့မြေပြင်ပေါ်မှာခွေးတကောင်လိုဝစ်တွားနေတာကိုကျွန်တော်ကြည့်လိုက်ပြီးမျက်ဝန်းထဲမှာတနာစိတ်လုံးဝမရှိပဲအေးဆက်လာတဲ့အညိုတေးတွေပဲရှိတယ်ဂိမ်းကတော့နောက်ဆုံးမှကျွန်တော်အကြိုက်ဆုံးအပိုင်းကိုရောက်လာခဲ့ပြီးလူကွန်စိမ့်နဲ့ကြောက်ချံကရွှွန့်ရည်ထဲမှာဒူးထောက်ရင်းကျွန်တော်ခြေထောက်နာကိုလူးလိမ်ပြေးလာပြီးမောင်ချမ်းတို့တွေရွှေဟိုင်ချန်ရဲ့တွင်းထဲကိုကျသွားပြီးတန်း5သိန်းတောင်ပြတရွာလုံးသွားရောက်ရင်တော့မလျော်နိုင်ဘူးတောင်းပန်ပါတယ်တို့တွေတရွာထဲကြီးပြင်းလာတဲ့တန်ရောစင်ကိုငဲ့ညာပြီးညီကိုတွေကိုတစ်ချက်လောက်ကူညီပါဦးလို့ပြောတယ်လူကွန်စိမ့်ကပို့ပြီးမျက်ရည်တွေကျလာကမိမိကိုယ်ကိုပရိုက်ရင်မောင်ချမ်း
ဦးလေးမျက်စိကန်သွားလို့ပါတို့တွေအမြင်တူသွားလို့ပါအဲ့ဒီအေးခန်းကရိယာတွေကိုမင်းအကျွမ်းကျင်ဆုံးမဟုတ်လားမင်းရွှေသေးမင်းကိုတွားပြောပေးပါဦးပစွန်သေးတာကဆက်ပြက်လို့ဖြစ်တာတို့နဲ့မဆိုင်ဘူးလို့ပြောပေးပါမင်းသာထွက်ပြီးတက်တည်ပြပေးရင်ရွာတွေကအဲ့ဒီကရိယာတွေနဲ့မွေးမြူရေးကန်ရပေါင်းများစွာကိုမင်းကိုအကုန်ပြန်ပေးပါမယ်လို့တောင်းပန်တယ်ကျွန်တော်ကဒီလိုလမ်းဘေးခွေးလို့ဖြစ်နေတဲ့လူနှစ်ယောက်ကိုအပေါ်စီးကနေငုံကြည့်ရင်ရင်ထဲမှာဒေါသမရှိပဲလူပြက်တွေကိုကြည့်ရတယ်လို့မျိုးတနာစရာကောင်းတဲ့ခံစားချက်ပဲရှိတယ်ကျွန်တော်ကိုပြန်ပေးမယ်ဟုတ်လားလူဥက္ကဋ္ဌဦးလေးမေးသွားတာလားအဲ့ဒီအေးခန်းအခြေစိုက်စခန်းကအစကတည်းကကျွန်တော်2သိန်းအကုန်ကြခံပြီးစောက်ထားတာဦးလေးတို့လူသွားပြီးတော့အခုဖြက်စီးပစ်လိုက်ပြီးအခုကြမှာကျွန်တော်ပစ္စည်းနဲ့ကျွန်တော်ကိုလာပြီးဈေးဆွေးနွေးနေတာလားလို့မေးလိုက်တယ်ကျွန်တော်ကဘေးကိုတလန်းဆုပ်လိုက်ပြီးနောက်ကခုနတင်ဖမ်းထားတဲ့9တန်ရှိတဲ့ဖန်သားပစုံထုတ်တွေကိုပြလိုက်တဲ့နေရောက်အောက်မှာအကောင်ကြီးပြီးကြည်လင်နေတဲ့ပစုံတွေဟာပိုက်ကွန်ထဲမှာအယူမှုခုံပေါက်ရင်တက်ဆောင်အားတွေပြည့်နေနေတဲ့လူကွန်စိတ်နဲ့ကြောက်ချံကဒီပစုံတွေကိုကြည့်ပြီးမျက်လုံးတွေပြူးထွက်မတက်ဖြစ်သွားကြတယ်သူတို့တစ်သက်လုံးရှုံပစုံတွေပဲမွေးလာတာမို့ဒီလိုအစင်းမြင့်လာတဲ့ပစုံမျိုးကိုဘယ်တော့မှမြင်ဘူးမလဲဦးလေးတို့ကိုမိတ်ဆက်ပေးရအောင်မယ်ဒီဘက်ကလူကပြည်နယ်မျိုးတော်ရဲ့ထိပ်တန်းစားတောက်ဆိုင်ကဝေယူရေးဒါရိုက်တာမန်နေဂျာကျိုးဖြစ်တယ်ဒီပစုံတွေကိုမန်နေဂျာကျိုးကအကုန်သိမ်းသွားပြီးဦးလေးတို့ခံမှန်းကြည့်ပါဦးဘယ်လောက်လဲလို့မေးလိုက်တယ်လူကွန်စိန်ကသွေးစွန်းနေတဲ့တတွေးကိုမျိုးချရင်90လို့လက်ဟန်ပြတယ်ကြကိုဟုံကဘေးကနေရေမောပြီးခေါင်းခါပြကချမ်မိုညီလေးရဲ့လက်ရာက90ဆိုရင်ပစုံခုံတောင်ဝယ်လို့မရဘူးတပေါင်ကို200ပတ်စံအရင်ပေးပြီးမှကုန်ယူမယ်ဒီ9တန်အတွက်ငွေသားလေးသိန်းကိုငါလူလွတ်ပြီးတာဟွန်းရွာရဲ့စည်ရင်တွေကိုထည့်ခိုင်းလိုက်ပြီးလို့ပြောလိုက်တယ်200ဟုတ်လားဒီကိန်းကနန်းကိုချတော့ယူကွန်စိန်ကမိုးကြိုးပစ်ခံလိုက်ရတယ်လို့မျိုးရှွန်တဲကိုပစ်ထိုင်လိုက်ပြီးမျက်လုံးတွေအဝေးကိုမေးကြည့်တာတကိုယ်လုံးတုံရင်နေတဲ့ကြောက်ချံကတော့တောရိုင်းတိတ်ဆန်တကောင်လိုမျိုးဆူရှစွာအော်ဟစ်လိုက်ပြီးလက်နှစ်ဖက်နဲ့စပင်တွေကိုအတင်းဆွဲကလက်သေးတွေကဥယျာပြတဲ့အထိစူးဝင်သွားခဲ့တယ်အခုမှပဲနောင်တရတက်ပြီလားကျွန်တော်ကိုကိုကိုင်းပြီးမျက်ရည်ဆက်လက်နဲ့နောက်တရနေတဲ့ရှိုးကွန်စိန်ရဲ့မျက်လုံးတွေကိုတက်တက်ဆိုင်ကြည့်လိုက်တယ်ပြီးတော့သူတို့ရဲ့နောက်ဆုံးရှက်လွာကိုတဆစီဆွဲခွာပစ်လိုက်တယ်မင်းတို့တကယ်ပဲထင်နေတာလားငါဆက်ပေးတဲ့တပိတာကို30တန်အထူးစာကကော်မရှင်စားဖို့လုပ်ထားတာလို့လားအဲ့ဒါကတိတ်တိစာမြင့်မားတဲ့မွေးမြူရေးစနစ်မှာဖြစ်ပေါ်လာတဲ့အမိုနီးယားနိုက်ထရိုဂျင်နဲ့အဆိပ်တောက်တွေကိုနှိပ်ကုတ်ဖို့အတွက်အာနိသင်ပြင်းတဲ့အနုဇီဝပိုးမွားတားဆီးရေးအင်ဇိုင်းတွေကမင်းတို့ကပြားကနန်းပဲတန်တဲ့အစာတွေနဲ့လဲပစ်လိုက်တာဟာရေထဲကိုအဆိပ်ခတ်လိုက်တာနဲ့အတူတူပဲပြီးတော့မင်းတို့ကအေးကွင်းစနစ်ကိုရေခဲတက်တာအကြီးစားကြီးလို့ထင်နေတာလားအဲ့ဒါကတက်ရှိတွေယာယီအိတ်ဆက်တဲ့အခန်းကွာကွန်ပျူတာစနစ်နဲ့ပြောဝင်အောက်ဆီဂျင်ပမာဏနဲ့အပူချိန်မြင့်ကွေးတွေကိုအချိန်နဲ့တပြေးညီထိန်းညှိပေးရတာမင်းတို့ကရေဝင်စစ်ထုတ်တဲ့ပိုက်ကွန်ကိုဖြုတ်ပစ်ပြီးအပူချိန်ကိုအနည်းဆုံးအထိလျှော့ချကယောဂရနေတဲ့ပစွန်တွေကိုအတင်းခဲပစ်တာဟာရင်းတို့ရဲ့အုပ်တိုးမှုကိုပိုမြန်အောင်လုပ်လိုက်တာပဲကျွန်တော်အတန်ကမကျဲပေမဲ့တူကြီးတွေလိုသူတို့ရဲ့စိတ်ပိုင်းဆိုင်ရာခံစစ်တိုင်းကိုတဆစီရိုက်ခွဲပစ်လိုက်တယ်မင်းတို့ကိုညံကောင်းလာပြီဆိုပြီးအစားထိုးတာတွေပတ်စံချွေတာတွေလုပ်ခဲ့တာဟာတရွာလုံးကိုပျက်စီးစေမဲ့ဘုံရဲ့ခလုတ်ကိုကိုယ်တိုင်နှိပ်လိုက်တာပဲရွှေဟိုင်ချန်ထောင်ချောက်စင်တာဟုတ်ပေမဲ့မင်းတို့သာလောဘမတက်ပဲကိုယ်သဘောနဲ့ကိုယ်ခုံမဝင်ခဲ့ရင်သူမင်းတို့ကိုဘာမှလုပ်လို့မရဘူးခြံယုံချုပ်ရှိုးယုံချုပ်ကျွန်တော်တို့မှားပါတယ်တကယ်မှန်သိပါပြီအခုခြံယုံချုပ်ကပတ်စံတွေအများကြီးရှာနိုင်နေပြီပဲ3-4ထောင်ကိုမျက်တောင်တစ်ချက်တောင်မခတ်ပဲသုံးနိုင်တာကျွန်တော်တို့ကို3-1000ခွဲလောက်ချေးပါဦးဒါကိုဘိုးစိတ်ရွာကချေးတာလို့တတ်မှတ်ပေးပါနောင်ကြရင်ကျွန်တော်တို့ခြံယုံချုပ်အတွက်လူလိုရောနွားလိုရောလှုပ်ကြွေးပါမယ်ကျွန်တော်ဘာညာတာမှုမှရှိပဲသူ့ကိုခြေထောက်နဲ့ကန်ထုတ်ပစ်လိုက်တယ်ရှိုးကွန်စိန်မင်းကိုအထင်ကြီးလို့နေပြီးမင်းတို့လူလိုနွားလိုလှုပ်ကြွေးတာက3-1000ခွဲတန်လို့လားငါ့ကိုကဲခိုင်းချင်ရင်နောက်ဘဝမှာသာပြန်လာခဲ့ပြန်သွားပြီးဘိုးစိတ်ရွာကလူတွေကိုပြောလိုက်တရားရုံးရဲ့ချိတ်ပိတ်မှုကိုအေးအေးဆေးဆေးစောင့်နေကြဖို့မင်းတို့ပိုင်ဆိုင်မှုတွေအားလုံးကိုလေလံပစ်တဲ့အခါကျရင်ငါကအနှိမ့်ဆုံးဈေးနဲ့ဘိုးစိတ်ရွာရဲ့အေးကွင်းအခြေစိုက်စခန်းနဲ့ရေကန်တွေကိုတရားဝင်ပြန်ဝယ်ယူမှာပဲဒါအပြင်မင်းတို့ရွှေဟိုင်ချန်ကိုပေးစရာရှိပြီးဘယ်တော့မှဆက်လို့ကုန်မှာမဟုတ်တဲ့အကျွေးတွေအတွက်တော့နောင်ကြရင်ငါဆက်ယုံမှာနေစားအလုပ်သမားအဖြစ်လာလျှောက်ဖို့ကြိုးဆိုတဲ့အလုပ်ကြိုးစားပြီးနောင်ဘဝတဝက်စာသွေးချွေးတွေနဲ့ဖြည်းဖြည်းချင်းပြန်ဆက်ကြပေါ့ပြောပြီးတာနဲ့ကျွန်တော်အဲ့ဒီအတုံးမကျတဲ့လူနှစ်ယောက်ကိုတစ်ချက်တောင်ပြန်မကြည့်တော့ပဲထိန်းချုပ်ရေးမျှော်စင်စီကိုလှည့်ထွက်ခဲ့တယ်ကျွန်တော်ရဲ့နောက်ွယ်ကရွှွန့်လွန်တွေထဲကနေတော့ဇော်ချောင်ရဲ့စိတ်ပြအားငယ်စွာပြုတ်အန်တန်တွေနဲ့ရှူကွန်စိန်ရဲ့အော်ဟစ်ငိုကြွေးတန်တွေထွက်ပေါ်လာခဲ့တယ်ထိုနေ့ညမှာပင်ပြည်နယ်မြို့တော်ရှိရွှေဟိုင်ချန်ကယူရဲ့အထက်တန်းကျလာတဲ့ဥက္ကဋ္ဌရုံးခန်းတွေကတရေကိုလက်ထိုင်ပေါ်မှာခန္ဓာကိုယ်ပိန်ပိန်နဲ့တိတ်ငက်လိုထက်မြက်တဲ့မျက်လုံးရှိတဲ့လူတစ်ယောက်ထိုင်နေတယ်သူကတော့ပြည်နယ်တစ်ခုလုံးရဲ့လက်ဆက်တဲ့စားတောက်ကုန်ကုန်သွယ်မှုလမ်းကြောင်း80%ကိုလက်ဝါးကြီးအုပ်ထားတဲ့ရေထွက်ကုန်လုပ်ငန်းရှင်ကြီးရွှေဟိုင်ချန်ပဲဖြစ်တယ်ဝန်ခိုင်ကတော့ခေါင်းငုံပြီးစပွဲရှိမှာတုံရင်နဲ့ရက်နေကအသက်တောင်ဝါမှရှူရဲရှာဘူးမင်းပြောချင်တာကထိတ်တန်းစားတောက်ကုန်ဆိုင်ရဲ့ပိုင်ရှင်ကျိုးဟုံကငါတို့အဖိုးတန်ဈေးနဲ့ရောင်းတဲ့ဩစတြေးလျအကြောက်ပစုံတွေကိုညှင်းပယ်ပြီးမဟာကန္နာယရွာလို့ခေါ်တဲ့စားငံမြေရွာကနေနာမည်မရှိတဲ့ကုန်းပစုံ10တန်ကိုပြောင်းဝယ်သွားတယ်ဟုတ်လားဟုတ်ပါတယ်ဥက္ကဋ္ဌဝန်ခိုင်ကနဖူးကချွေးတွေကိုတုံရင်းဆက်ပြောတယ်ကျွန်တော်သွားစုံစမ်းကြည့်တော့အဲ့ဒီမဟာကန္နာယရွာရဲ့နောက်ွယ်ကနီးပညာရှင်ကအရင်ကဗဟိုစိတ်ရွာကနေမောင်းထုတ်ခံလိုက်ရတဲ့ချံမောဖြစ်နေတယ်သူကဖန်ပစုံလို့ခေါ်တဲ့အမျိုးအစားကိုမွေးမြူအောင်မြင်ခဲ့ပြီးတပိတာကို2သိန်းအထိကောင်းကင်တက်တဲ့ဈေးနဲ့ရောင်းနေတာပါရွှေဟိုင်ချန်ရဲ့လှုပ်ရှားမှုရုတ်တရက်ရက်တန့်သွားပြီးလက်ထဲကဝိုင်းခွက်ထဲကဝိုင်းနီးတွေလှိုင်းထသွားတယ်တပိတာကို2သိန်းပြီးတော့စားငံမြေထဲမှာလဲမွေးလို့ရတယ်ဟုတ်လားရွှေဟိုင်ချန်မျက်လုံးတွေကိုမှိလိုက်တယ်သူရဲ့ထက်မြက်လာတဲ့စီးပွားရေးအာရုံခံစားမှုကြောင့်ဒီအရာရဲ့နောက်ွယ်ကကြောက်စရာကောင်းတဲ့အလားအလာကိုချက်ချင်းရိပ်မိလိုက်တယ်စိတ်ဝင်စားဖို့ကောင်းတာပဲဗဟိုစိတ်ရွာရဲ့အဲ့ဒီပိုင်ဆိုင်မှုအစုပ်တွေကိုချက်ချင်းအတင်းကျပ်သိမ်းဆည်းပြီးသူတို့ကိုတီလန်နဲ့တွန်းပို့လိုက်ပြီးရင်ဒီချန်မော့ရဲ့အေးကွင်းတည်ယူပို့ဆောင်ရေးလမ်းကြောင်းကိုစုံစမ်းဒီကောင်လေးကအထက်တန်းစားကစားပွဲကိုစော့ချင်မှတော့ဒီနယ်ပယ်မှာဘသူကစီကန်းလဲဆိုတာငါသင်ခန်းစာပေးရတာပေါ့ရွှေဟိုင်ချန်ကဝိုင်းခွက်ကိုစပွဲပေါ်စောင့်ချလိုက်တာကြောင့်ဖန်ခွက်ကွဲသွားပြီးနီးရဲတဲ့ဝိုင်းတွေကျမ်းပြင်ပေါ်လွင့်စင်သွားတယ်ရွှေဟိုင်ချန်ကပြည်နယ်မြို့တော်ထဲမှာလူတစ်ယောက်ကိုပိတ်ဆို့ခြင်းရင်များသောအားဖြင့်စကားတခွန်းပဲလိုအပ်တယ်
3 ရက်မြောက်နေ့ဟာမဟာကန္နာယရွာကနေထိတ်တန်းစားတောက်ကုန်ဆိုင်စီကိုဖန်ပုစွန်10တန်ပေးပို့ရမယ့်နေ့ဖြစ်တဲ့မြို့တော်စီတွားရလမ်းမှာအမဲရောင်လန်ခရူစာကား3စီးရပ်ထားတဲ့ဝန်ခိုင်ကကားတကားကိုမိပြီးလက်ထဲမှာ baseball တုပ်တစ်ချောင်းကိုကင်ကဝေးလံတဲ့မိုးကုတ်ဆက်ဝိုင်းစီကိုစိုက်ကြည့်နေတဲ့တန်တန်မာမာလူမိုက်တရာစင်ကျော်ကလည်းလမ်းဆောင်ကိုပိတ်ဆို့ထားကြတယ်လူမိုက်တယောက်ကအနာတိုးလာပြီးဝန်ယုံချုပ်ဥက္ကဋ္ဌရွှေကအမိတ်ပေးထားတဲ့ဒီနေ့မဟာကန္နာယရွာကပစုံတကောင်တောင်မြို့တော်ထဲမဝင်စေရဘူးလို့ပြောတယ်ဝန်ခိုင်ကစစ်လိတ်ကိုလမ်းယူပြီးပြုံးလိုက်တယ်ဒါပေါ့ငါတို့ပိုင်တဲ့ထဲမှာရေထွက်ကုန်လုပ်ငန်းလာလုပ်ပြီးဥက္ကဋ္ဌရွှေကိုကြော်ချင်တာလားချမ်မော့ကငွေမြူရေးနည်းပညာနည်းနည်းလောက်တတ်တာနဲ့ကောင်းကင်ပေါ်ပြန်ချင်နေတာဒီနေ့ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းကဘလောက်အစိပ်ပြင်းလဲဆိုတာငါသူ့ကိုသင်ခန်းစာပေးမယ်ပြောနေတော့မှပဲအဝေးကလမ်းမပေါ်မှာဖုံမုံတွေလွင့်ပြန်လာပြီးမဟာကန္နာယရွာဂေဟစနစ်စိုက်ပျိုးမွေးမြူရေးလို့ရေးထားတဲ့အေးခန့်ထရက်ကာ3စီးကဖြည်းဖြည်းမှန်မှန်မောင်းနေလာခဲ့တယ်လာပြီးဝန်ခိုင်ကအမိတ်ပေးလိုက်တာနဲ့ကားတွေကလမ်းလေခေါင်မှာပိတ်ရက်လိုက်ပြီးအေးခန့်က3စီးကိုအတင်းကျပ်ရက်တန့်စီလိုက်တယ်ကားမောင်းသမားကအသက်50ကျော်ရွယ်မဟာကန္နာယရွာကရွာသားတစ်ယောက်ဖြစ်ပြီးမျက်နှာတစ်ခုလုံးဖြူဖြောကာကားတကားကိုတော့ပိတ်ပြီးမစင်းရဲရှာဘူးဝန်ခိုင်က baseball တုပ်ကိုကင်ပြီးလမ်းလျှောက်လာကကားမှန်ကိုရိုက်ခွဲပစ်လိုက်တယ်။စင်းကဲဆန်းစစ်ဆေးစရာရှိတယ်မင်းတို့ကားထဲမှာကုဆက်ယောဂပါတဲ့ပစုံတွေပါလာတယ်လို့ငါတန်တရားရှိတယ်။မောင်းသမားကိုအတင်းဆွဲချပြီးနောက်ဝန်ခိုင်ကကားနောက်ဘက်ကိုသွားပြီးတကားကိုရိုက်ဖွင့်ဆန်းဥက္ကဋ္ဌရွှေကပြောထားတဲ့ပစုံတွေတွေ့ရင်ကားရောကုန်ပစ္စည်းရောအကုန်ဖြတ်စည်းဖြစ်ဗဟိုစိတ်ရွာရဲ့အကျွေးဟောင်းထဲမှာပဲစည်ရင်သွင်းလိုက်လို့អော်တယ်လူမိုက်တွေကတန်တုပ်တွေနဲ့အတင်းရိုက်ဖွင့်လိုက်တာကြောင့်တတုချင်းပို့တိုက်တန်တွေထွက်ပေါ်လာပြီးအေးခန်းကတကားဖွင့်သွားခဲ့တယ်အေးစိတ်နဲ့လေတူကရိုက်ခတ်လာပြီးကားထဲမှာတော့အပြာရောင်ရေထွက်ကုန်တဲယူတဲ့စီပိုင်းရပေါင်းများစွာအစီအရှိနေတယ်ဟာဟာတပိတာကို2သိန်းတန်ပစုံတွေဟုတ်လားဒီနေ့တော့အကုန်လုံး900သေးတွေဖြစ်သွားစေရမယ်ဝန်ခိုင်ရဲ့မျက်လုံးထဲမှာရက်ဆက်တဲ့အရေးအယောင်တွေထွက်ပေါ်လာပြီးကားပေါ်ကိုခုန်တက်ကအရှိဆုံးကစီပိုင်းကိုဘုံခနဲ့နေအောင်ရိုက်ခွဲပစ်လိုက်တယ်စီပိုင်းကွဲအပ်သွားပြီးအထက်ကအရေးတွေကရေတခွန်လိုရှန်ကျလာတယ်ဒါပေမဲ့ဝန်ခိုင်တကူလုံးဆူရွှဲသွားချိန်မှာပစုံတကောင်မှမရှိပဲကျမ်းပြင်ပေါ်မှာစီးဆင်းနေတာတွေကပြင်းထန်ပြီးခါတက်တဲ့အနက်ရှိတဲ့စားငံမြေကရှုံရည်တွေဖြစ်နေတယ်။ဝန်ခိုင်အောင်မြင်တက်သွားတဲ့သူကမျက်နှာကရှုံရည်တွေကိုတုပ်ပြီးအခြားစီပိုင်းတွေကိုလိုက်ရိုက်ခွဲရအားလုံးကစားငံမြေကရှုံရည်တွေကြီးပဲဖြစ်နေတယ်။ဝန်ခိုင်ကတုံလုံးနေတဲ့မောင်သမားကိုအတင်းဆွဲခါပြီးမဟာကန္နာယရွာကပစုံတွေပမာလဲချမ်းမောကအကုန်ပစ္စည်းတွေကိုပမာဝတ်ထားတာလဲလို့အော်ဟင်မင်းမြန်တယ်။မောင်သမားကတုံရင်ရင်နဲ့ခြံယုံချုပ်ကဒီနေ့ဒီရေဆိုးတွေကိုမြို့ထဲကဓာတုဗေဒစက်ရုံမှာတန့်စင်ဖို့တွားပို့ခိုင်းတာပါပစုံတွေတည်ရမယ်လို့မပြောပါဘူးလို့ဖြေတယ်ဝန်ခိုင်တကူလုံးအေးစိန်သွားပြီးသူ့အလှည့်စားခံလိုက်ရမှန်းသိလိုက်ရတဲ့အချိန်မှာပဲသူ့အိတ်ကက်ထဲကဖုန်းမိလာတယ်ရွှေဟိုင်စီကဖြစ်ပြီးဖုန်းကိုကင်လိုက်တာနဲ့လူတက်မတက်ဒေါသထွက်နေတဲ့အော်ဟစ်တန်ကထွက်ပေါ်လာတယ်ဝန်ခိုင်မင်းကမျက်စိကန်းနေတာလားချမ်မော့ရဲ့ပစုံစက်တန်ကလွန်ခဲ့တဲ့နိုင်ဝက်ကလေးကလက်လက်ဆက်ဆက်နဲ့ထိတ်တန်းစားတောက်ကုံဆိုင်ရဲ့မိဖို့ချောင်တဲကိုရောက်သွားပြီးကျိုးဟုံကအခုမိတ်ဆက်ပွဲလုပ်ဖို့ပြင်နေပြီးမြို့တော်ရဲ့အထက်တန်းလွတ်လေတစ်ခုလုံးပေါ်လောရိုက်နေပြီးမင်းလူတွေကဘယ်မှာသွားတည်နေကြတာလဲဝန်ခိုင်မိုးချိုးပစ်ခံလိုက်ရတယ်လို့ဖြစ်သွားပြီးဒါမဖြစ်နိုင်တာပြည်내တစ်ခုလုံးရဲ့ကုန်စည်ပို့ဆောင်ရေးကားတွေနဲ့လမ်းစုံတွေမှာငါတို့လူတွေရှိတာပဲသူအတောင်ပံပေါက်ရင်တောင်ပြန်မသွားနိုင်ပါဘူးလို့ညင်းတယ်သူအတောင်ပံမပေါက်ဘူးသူကအမြန်နှုံးမြင့်ယထာလိုင်းရဲ့လက်ဆက်ကုန်စည်အထူးတွဲနဲ့သွားတာရွှေဟိုင်ချန်ကဖုန်းထဲကနေတခုခုကိုရိုက်ခွဲပစ်လိုက်ပြီးဒေါသတကြီးအော်ဟစ်တယ်အမြန်နှုံးမြင့်ယထာလိုင်းရဲ့လက်ဆက်ကုန်စည်အထူးတွဲဆိုတဲ့စကားလုံးတွေကဝန်ခိုင်ရဲ့ခေါင်းကိုတူနဲ့ထုလိုက်တယ်လို့ဖြစ်သွားစေတယ်ထိုအချိန်မှာတော့မြို့တော်အမြန်နှုံးမြင့်ယထာဘူတာတောင်ပိုင်းရဲ့ကုန်တင်ကုန်ချဆင်းမြင့်ပေါ်မှာကျွန်တော်အင်ဂျီဖြူရောင်ကိုဝစ်ဆင်ပြီးအလုသမားတွေကဖန်ပစုံတွေထည့်ထားတဲ့အပူချိန်ထိန်လေကြောင်းတက်တာတွေကိုယထာတွဲပေါ်ကနေချနေတာကိုကြည့်နေတယ်ထို့နောက်ထိတ်တန်းစားတောက်ကုန်ဆိုင်ရဲ့အေးခန်းကားပေါ်ကိုစနစ်တကျပြောင်းရွှေ့တင်ဆောင်ပေးခဲ့တယ်ကျိုးဟုံကကျွန်တော်ဘေးမှာရက်ပြီးအကြည်အောင်တက်တာတွေထဲမှာလှုပ်ရှားနေတဲ့အဖိုးတန်ပစုံတွေကိုကြည့်တာစိတ်လှုပ်ရှားစွာဖြင့်အမောင်လေးမင်းရဲ့ဒီအကွက်ကတကယ်ကိုအလွန်ကောင်းတာပဲရွှေဟိုင်ချန်ကလမ်းတွေကိုပိတ်ဆို့ထားရင်မင်းကိုထိန်းချုပ်နိုင်မယ်ထင်နေတာသူကမင်းကိုယထာပို့ဆောင်ရေးရဲ့အထူးလိုင်းကိုအသုံးချနိုင်လိမ့်မယ်လို့အိမ်မက်တောင်မမက်ဖူးရှာဘူးလို့ပြောရင်းလက်မထောင်ပြတယ်ကျွန်တော်လက်ဖြံကဖုံတွေကိုခါလိုက်ပြီးအေးဆေးစွာပြောလိုက်တယ်ရွှေဟိုင်ချန်ကနေမြေတစ်ခုကိုလက်ဝါးကြီးအုပ်ပြီးလမ်းပိတ်ဆို့တဲ့လူမိုက်အစင်ပဲရှိတာသူကခစ်တစ်ကုန်စီစီစဉ်မှုစနစ်ကိုနားမလည်ဘူးငါအရင်ကနီးပညာကုမ္ပဏီကြီးမှာထောက်ပံ့ရေးကွင်းဆက်တိစောက်သူအဖြစ်လုပ်တုန်းကတနိုင်ငံလုံးကိုလွှမ်းခြုံနိုင်တဲ့ယထာလမ်းနဲ့လေကြောင်းအေးကွင်းစနစ်ကိုတိစောက်ခဲ့တာအမျက်ဆုံးလုံလောက်ရင်တပိတ်တာ2သိန်းတန်ဖန်ပစုံကဒီတဲယူပို့ဆောင်ရေးစရိတ်ကိုတေချာပေါက်ခဏရေးရှိတယ်ရွှေဟိုင်ချန်ကကားစုပ်အနေငယ်နဲ့လူမိုက်ချုပ်ကိုတုံးပြီးနိုင်ငံတော်အဆင့်အခြေခံအဆောက်အုံရဲ့တဲယူပို့ဆောင်ရေးအင်အားကိုတားဆီးချင်တာကပုစင်းရင်ခွဲကကားကိုတားချင်တယ်လို့ပဲကျူးယုံချုပ်ကုန်ပစ္စည်းတွေဘေးကင်းစွာရောက်ပြီဆိုတော့နောက်ပိုင်းဈေးကွက်မြင့်တင်ရေးကိုကျိုးယုံချုပ်စီပဲအပ်ပါတယ်စိတ်ချပါဒီညကုံလွန်သွားရင်ပြည်내တစ်ခုလုံးကအထက်တန်းစားစားသုံးသူတွေဟာဩစတြေးလျကြောက်ပစွန်တွေအပြင်မဟာကန္နာယရွာရဲ့ဖန်ပစွန်ဆိုတဲ့ထိတ်တန်းစားတောက်ကုန်ရှိသေးတယ်ဆိုတာသိသွားကြလိမ့်မယ်ရွှေဟိုင်ချန်လက်ထဲကအထက်တန်းစားရေထွက်ကုန်ဈေးကွက်ဝေစုလဲချက်ချင်းကြုံသွားတော့မှာပဲကျွန်တော်ခေါင်းကြီးပြပြီးထွက်ခွာဖို့ပြင်ဆင်စင်မှာဖုန်းကတုံခါလာတယ်တရားရုံးရဲ့ပိုင်ဆိုင်မှုလေးလံတင်ချင်းဆိုင်ရာသတင်းစကားဖြစ်တဲ့ဗဟိုစိတ်ရွာကရွှေဟိုင်ချန်ကယူကိုတိတ်တောင်ခွဲရော်ကြီးမပေးနိုင်တဲ့အတွက်သူတို့ရွာရဲ့ပိုင်ဆိုင်မှုတွေဖြစ်တဲ့ကျွန်တော်ကိုယ်တိုင်ပတ်စံဆိုင်ပြီးတိစောက်ခဲ့တဲ့အေးကွင်းစခန်းနဲ့ရေကန်ဧက800ရဲ့လုတ်ပိုင်ခွင့်တွေကိုတရားဝင်လေးလံတင်မှာဖြစ်ပြီးအနေဆုံးဈေးက3000လို့သတ်မှတ်ထားတယ်အဲ့ဒါကကျွန်တော်အစောပိုင်းကစိုက်ထုတ်ခဲ့တဲ့ပမာဏအတိုင်းပဲဖြစ်တယ်ကျွန်တော်ဖုန်းမျက်နှာပြင်ကိုကြည့်ပြီးအေးဆက်စွာပြုံးလိုက်တယ်ရွှေဟိုင်ချန်မင်းကဗဟိုစိတ်ရွာကိုတိမ့်ပိုက်ပြီးငါရဲ့နောက်ဆုတ်လမ်းကိုဖျက်ချင်တာလားအခုတော့ငါကမင်းရဲ့အောက်ခြေကိုလှမ်းပြရမယ်အလှဲ့ပဲကျွန်တော်လီကျန့်ကော်စီဖုန်းခေါ်လိုက်တယ်ဦးလေးငွေစရင်တွေပြင်ဆင်ပြီးပြီလားမနှက်ဖြန်အဝတ်အစားတက်ရဝတ်ပြီးကျွန်တော်နဲ့အတူတရားရုံးကိုလိုက်ခဲ့ပါဗဟိုစိတ်ရွာကိုတရားဝင်ပြန်ဝယ်ကြမယ်ကောင်းပါပြီခြံယုံချုပ်ဦးလေးအကုန်လုံးခြံယုံချုပ်ပြောတဲ့အတိုင်းလုပ်ပါမယ်
ဖုံးချပြီးနောက်ကျွန်တော်မျိုးတော်ရဲ့မိကိုပြရောင်ကောင်းကင်ကြီးကိုမောကြည့်လိုက်ရာမျက်လုံးထဲမှာဓာတ်ကဲ့သို့ထက်မြက်တဲ့အရေးအယောင်တွေဖြစ်ပြေးသွားတဲ့စီးပွားရေးစစ်ပွဲကအခုမှစတာဖြစ်ပြီးရွှေဟိုင်ချန်ကတော့တွေးပူလေးခြင်းကအဆင်ပဲရှိသေးတယ်အမှတ်3လေလံခမ်းမထဲမှာအေးတက်ကလုံလောက်နေပေမဲ့အနောက်ဘက်မှာထိုင်နေတဲ့ရှိုကွန်စိမ့်နဲ့စောချောင်းတော်ချွေးစေးတွေပြန်ပြီးစောင်းဦးပေါက်ကတရွက်6တွေလိုတုံရင်နေကြတဲ့ရပ်ပိုင်းတွင်းမှာတင်ဗဟိုစိတ်ရွာမှာပူကျနေခဲ့တဲ့အဲ့ဒီလူ2ယောက်ဟာအခုတော့စပင်တွေဖြူဖွေးကမျက်တွင်းတွေဟောက်ပတ်နဲ့လူသေးကောင်းတွေလိုဖြစ်နေကြပြီသူတို့ရဲ့မျောလင်းချက်အားလုံးကဒီနေ့လေလံပွဲပေါ်မှာပဲရှိတယ်ဗဟိုစိတ်ရွာရဲ့ရေကန်ဧက800နဲ့အေးကွင်းစခန်းကို3000လောက်နဲ့လေလံအောင်ရင်သူတို့ရွှေဟိုင်ချန်ကိုပေးရမယ့်အကျွေးတွေအများကြီးတက်တာသွားလိမ့်မယ်တီလန်းကနေလွတ်မြောက်ရင်နောက်ကျရင်အမိုက်ကောက်စားရပါစေဦးတော့အခုလိုထောင်ကျမဲ့ဘေးထက်ဆိုင်ရင်တော်သေးတယ်ထိုစဉ်လေလံခမ်းမှတကားကြီးပွင့်လာပြီးရွှေဟိုင်ချန်ကလူမိုက်တွေနဲ့ဝစ်စုံပြည့်ရှိနေတွေချန်ရန်ကဘရင်တစ်ပါးလိုလက်လျှောက်ဝင်လာခဲ့တဲ့သူကထောက်မှာတက်ထိုင်နေတဲ့ရှိုကွန်စိမ့်နဲ့စောချောင်းတို့ကိုမထင်မဲ့မြင်ကြည့်လိုက်တယ်ပြီးတော့အရှိဆုံးကအထူးတန်းခုံမှာထိုင်ဖို့ပြင်ဆင်စဉ်သူ့မျက်လုံးတွေကတင်းမာသွားခဲ့တယ်သူ့ဘေးကခုံမှာကျွန်တော်ကတက်ရက်စွာထိုင်နေပြီးဘေးမှာတော့အဝိစားတစ်တွေဝတ်ထားပေမဲ့စိုးရင်ပူပန်နေတဲ့မဟာကန္နာရရွာရဲ့ရွာလူကြီးလီကျန့်ကိုရှိနေတယ်ရွှေဟိုင်ချန်ကခြေလမ်းတွေကိုရက်လိုက်ပြီးကျွန်တော်ကိုအထက်စီးကနေကြည့်ကလောင်ပြုံးပြုံးလိုက်တယ်မင်းကချမ်းမော့လားညနေနဲ့တုံးပြီးယထာဘော်ကုန်ပစ္စည်းတင်နိုင်ုံနဲ့ကိုလူရသွင်းနေတာလားလူငယ်လေးရေထွက်ကုန်လုပ်ငန်းဆိုတာ3-4ထောင်လောက်မျက်ယုံနဲ့လာကစားလို့ရတဲ့နေရာမဟုတ်ဘူးကျွန်တော်ထိုင်နေရာကနေထားတော့မရက်ပဲခေါင်းကိုအနှဲငယ်ဆောင်းကထိုလုပ်ငန်းရှင်ကြီးကိုပြုံးပြီးကြည့်လိုက်တယ်ဥက္ကဋ္ဌရွှေပြောတာမှန်ပါတယ်ရေကတကယ်နဲ့တယ်ဒါကြောင့်ကိုဒေါ်လာပြီးထင်နေတဲ့စင်ပြောင်ကြီးတွေရေနစ်တေဆုံးတက်တာပေါ့ဥက္ကဋ္ဌရွှေကဒီနေ့ဗဟိုစိတ်ရွာရဲ့ပိုင်ဆိုင်မှုတွေကိုအနေဆုံးဈေးနဲ့ဝါမျိုးဖို့လာတာမလားဟုတ်တယ်ဘာဖြစ်လဲဒီနေ့ဒီပိုင်ဆိုင်မှုရဲ့အခြေခံဈေးက3000ပဲရှိတာငါရွှေဟိုင်ချန်ကဒါကိုရအောင်ယူမှာပဲမြို့တော်ထဲမှာဘသူကငါနဲ့လာပြန်ရဲလဲကြီးကြသေးတာပေါ့မင်းလက်ထဲက3000ကိုလည်းတိတိကျကျတင်ထားပါမဟုတ်ရင်မဟာကန္နာရရွာရဲ့အတူပါစရိတ်ပါကုန်သွားလိမ့်မယ်ဒါဆိုရင်လဲစောင့်ကြည့်ကြတာပေါ့ကျွန်တော်အေးဆေးစွာမျက်လုံးတွေကိုပြန်လွှဲလိုက်တယ်မနက်10:00နာရီမှာလေလံပွဲစတင်ခဲ့တဲ့လေလံဆရာကအခုလေလံတင်မှာကတော့ဗဟိုစိတ်ရွာရဲ့ရေကန်ဧက800လောက်ပိုင်ခွင့်နဲ့အေးကွင်းစခန်းဖြစ်ပါတယ်အခြေခံဈေး3000ကစပါမယ်တခါအော်ရင်အနည်းဆုံး300တိုးရပါမယ်လို့ကြေညာတယ်အနောက်ဘက်ကရှိုကွန်စိန်ကတော့ရှေ့ခုံကိုတေလူမတက်ဆုပ်ကင်ထားရင်ဈေးတက်ပါစေပြန်ကြပါလို့တူတူလေးဆူတောင်းနေရှာတယ်ဝန်ခိုင်ကတော့လေလံဆိုင်ပုတ်ကိုတော့မတင်ပဲပြင်းကြီးစွာနဲ့3000လို့အခြေခံဈေးကိုပဲអော်လိုက်တဲ့ခမ်းမတစ်ခုလုံးတိတ်ဆိတ်သွားပြီးရွှေဟိုင်ချန်ရဲ့လူတွေဈေးခေါ်တာကိုမြင်တော့အခြားကုန်တယ်တွေကလိတ်လိုခေါင်းရှုပ်ပြီးငိမ့်ချက်သားကောင်းသွားကြတယ်ဘသူကရွာစုပ်လေးတစ်ခုအတွက်နဲ့ရွှေဟိုင်ချန်ကိုတွားပြန်ရဲမှာလဲလေလံဆရာက3000တစ်ချိန်လို့စတင်ရေးတွက်တဲ့အခါရှိုကွန်စိမ့်နဲ့စောချောင်းတို့ရဲ့နှလုံးသားတွေပြုတ်ကျသွားပြီးအားကိုးရမယ်စွာညီးတွားမိကြတယ်အခြေခံဈေးနဲ့ပဲရောင်းရရင်သူတို့က3000အကျွေးတင်ကြနေဦးမှာဖြစ်ပြီးဘယ်တော့မှရုံထွက်နိုင်တော့မှာမဟုတ်ဘူးထိုစဉ်အရှိဆုံးတန်းကနေအေးဆက်ပြီးတည်ငြိမ်တဲ့အတန်ထွက်ပေါ်လာတယ်3100ခမ်းမတစ်ခုလုံးကအကြည့်တွေကကျွန်တော်စီရောက်လာခဲ့တယ်ကျွန်တော်ဆိုင်းဘုတ်ကိုဖြည်းဖြည်းချင်းပြန်ချလိုက်တယ်ရွှေဟိုင်ချန်ကမျက်မှောင်ကျုပ်ပြီးစိုက်ကြည့်လာတယ်လို့ဝန်ခိုင်ကလည်းလက်ညှိုးထိုးပြီးမင်းတမင်တက်လာနောက်ဆက်တာလားမင်းကဥက္ကဋ္ဌရွှေနဲ့ပြိုင်ချင်တာလားလို့អော်တယ်လေလံပွဲဆိုတာဈေးအများဆုံးပေးတဲ့လူရတာပဲဝန်ယုံချုပ်ကတရားရုံးရဲ့စီကံကိုမလေးစားတာလားလို့ကျွန်တော်ပြန်ပြောလိုက်တယ်ရွှေဟိုင်ချန်ကနှာခေါင်းရှုံပြီးဝန်ခိုင်ကိုမျက်ရည်ပြလိုက်ရသူတို့ကပတ်စံနဲ့ကျွန်တော်ကိုဖိနှိပ်ဖို့ဆုံးဖြတ်လိုက်ကြတယ်ဝန်ခိုင်ကဈေးကို3000 3100 4000 3400အထိအဆက်မပြတ်တိုးမြင့်လိုက်တဲ့အနောက်ကရှိုကွန်စိမ့်နဲ့စောချောင်းတို့ကတော့မျောလင်းချက်တွေပြန်လဲတောက်ကလာပြီးအဲ့ဒီလိုပဲလို့အပြန်အလှန်ခေါ်ကြဆန်းလို့အားပေးနေကြတယ်ဝန်ခိုင်ကဒေါသကြီးနဲ့3900လို့អော်လိုက်တဲ့အချိန်မှာကျွန်တော်လက်ထဲကငွေပမာဏကမလောက်တော့ဘူးရွှေဟိုင်ချန်ကကျွန်တော်ရဲ့အခြေအနေကိုရိပ်မိပြီးကိုယ်တိုင်ဆိုင်ပုတ်ကိုမကာ3000လို့ခေါ်လိုက်တယ်ဘာလဲမင်းကိုယ်တိုင်စောက်ခဲ့တဲ့အေးကွင်းကိုကာကွယ်ချင်တာမဟုတ်ဘူးလားတတိရှိရင်ထက်တိုးလေငါဒီနေ့မင်းကိုပတ်စံနဲ့ဖိတက်ပြမယ်ကျွန်တော်လောင်ပြောင်နေတဲ့ရွှေဟိုင်ချန်ကိုလှည့်ကြည့်ပြီးရုတ်တရက်ပြုံးလိုက်တယ်ကျွန်တော်ဆိုင်ပုတ်ကိုချလိုက်ပြီးခုံကိုမိကခမ်းမတစ်ခုလုံးကြားနိုင်မဲ့အတန်နဲ့ပြောလိုက်တယ်ဥက္ကဋ္ဌရွှေကတကယ်ကိုပတ်စံချမ်းသာတာပဲဒါပေမဲ့ပတ်စံမပေးခင်မှာငါမှာစေတနာနဲ့တတိပေးစရာတစ်ခုရှိတယ်မင်းရဲ့ရှိနေဖွဲ့ကဒီမနေ့ထွက်တဲ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရဲ့ကြေညာချက်ကိုမကြည့်ရသေးဘူးထင်တယ်ရွှေဟိုင်ချန်အံ့ဩသွားပြီးသူ့နောက်ကရှိနေကြီးစားကလည်းမျက်နှာပြက်ကဖုန်းကိုအတင်းထုတ်ပြီးကြည့်ရှုတော့တယ်ဝန်ခိုင်နဲ့ချန်မော့မင်းဒီမှာလာပြီးလိမ့်မနေနဲ့လို့អော်တယ်ကျွန်တော်ကဆက်ပြောလိုက်တယ်ဗဟိုစိတ်ရွာကအထွတ်နှုတ်တို့ဖို့အတွက်အလွန်ညံ့ဖြစ်တဲ့ဓာတုဗေဒအစာကျွင်းကြံတွေကိုတုံးခဲ့တယ်ပြီးတော့ယောဂတွေအကြီးအကျယ်ဖြစ်ပွားခဲ့တဲ့အတွက်မင်းညကပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ရဲ့စစ်ဆေးချက်အရအဲ့ဒီရေကန်ဧက800ရဲ့အောက်ခြေရွှွနှုံတွေထဲမှာအမိုနီယာနိုက်ထရိုဂျင်နဲ့လေးလံတဲ့တထုဓာတ်တွေပြင်းထန်စွာပါဝင်နေတာကိုတွေ့ရှိခဲ့ရတယ်အဲ့ဒါကြောင့်အဲ့ဒီနေရာကိုပြင်းထန်စွာညှဉ်းညမ်းနေတဲ့ရေအရင်းမြစ်စုံဖြစ်သတ်မှတ်လိုက်ပြီးကျွန်တော်စကားကဘုံတလုံးလိုခမ်းမထဲမှာပောက်ကွဲသွားပြီးရွှေဟိုင်ချန်ရဲ့မျက်နှာညှို့မဲသွားတာကိုကြည့်ကကျွန်တော်ဆက်ပြောတယ်ဥပဒေအသစ်အရဒီရေကန်တွေကိုမဖြစ်မနေဂေဟစနစ်ပြန်လည်ပြုပြင်ရမှာဖြစ်ပြီးမပြုပြင်မချင်းဘယ်မွေးမြူရေးမှလုပ်ခွင့်မရှိဘူးပြီးတော့အဲ့ဒီပြုပြင်စရိတ်ကအကြမ်းဖျင်းအဖြစ်3000ကနေ3000ကျားမှရှိပြီးအဲ့ဒီစရိတ်ကိုဝယ်ယူတဲ့ပိုင်ရှင်ကအပြည့်အဝတာဝန်ယူရမှာဖြစ်တယ်ဆိုလိုတာကတော့ဥက္ကဋ္ဌရွှေ3000နဲ့ဝယ်လိုက်တာဟာရွှေတွင်းမဟုတ်ပဲ3000ထပ်ဆိုင်ရမယ့်အစိတ်တွင်းကြီးဖြစ်နေတာပေါ့မင်းလျှောက်ပြောနေတာရွှေဟိုင်ချန်ရဲ့နောက်ကရှိနေကတော့ချွေးပြန်နေတဲ့ဖုန်းမျက်နှာပြင်ကိုပြလိုက်ရအပေါ်မှာပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနရဲ့တရားဝင်ထုတ်ပြန်ချက်ကကျွန်တော်ပြောသလိုတပုံစံနဲ့ဖြစ်နေတဲ့ရွှေဟိုင်ချန်တကူလုံးအေးစိမ့်သွားခဲ့တဲ့အကယ်၍တူတာဝယ်လိုက်ရင်3000ပြင်နောက်ထပ်3000ထပ်ဆိုင်ရမှာဖြစ်ပြီးဝင်းမြူရေးလုပ်ငန်းကလည်းနှစ်ပေါင်းများစွာလုပ်လို့ရမှာမဟုတ်တော့ဘူးဒါကတွင်းနဲ့ကြီးပဲဖြစ်တယ်စင်ဘော်ကလေလံဆရာလည်းအံ့ဩသွားပြီးလှုပ်ထုံးလုံနေအရာ3000တစ်ချိန်3000နှစ်ချိန်လို့စတင်ရေးတွက်တယ်ရွှေဟိုင်ချန်ရဲ့ရှိနေကချက်ချင်းထအော်တယ်နေပါဦးဒါကပစ္စည်းရဲ့ကြီးမားတဲ့ချိုးယွင်းချက်ကိုဖုံးကွယ်ထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ရုပ်သိမ်းပါတယ်
တရားရုံးကအရေးပေါ်ဆွေးနွေးပြီးနောက်အခြေအနေရဲ့ထူးခြားမှုကြောင့်ရွှေဟိုင်ချန်ရဲ့3000ကမ်းလှမ်းမှုကိုရုပ်သိမ်းခွင့်ပြုလိုက်တယ်။အခုချိန်မှာတော့ခမ်းမထဲမှာဘယ်သူမှဈေးမခေါ်ရဲကြတော့ဘူး။ဘယ်သူက3000ရှုံးမဲ့အစိတ်တွင်းကိုဝယ်ချင်မှလဲ။အနောက်ဘက်ကရှိုးကွန်စိမ့်နဲ့စော်ချောင်တို့ကတော့လုံးဝစိတ်ပြအားငယ်စွာငိုကြွေးကြတော့တယ်ဆိုလိုတာကသူတို့ရဲ့ပိုင်ဆိုင်မှုကပြားကနန်းမြတောင်တန်ဖိုးမရှိတော့ပဲဝင်တော့ဝင်ပို့ဖြစ်သွားရပြီ။လီလန်ဆရာကလီလန်ပြက်ပြက်ကြောင့်မကြေညာမီနောက်ဆုံးစက္ကန့်မှာကျွန်တော်ဆိုင်းဘုတ်ကိုထပ်မံမြှောက်လိုက်တယ်။ဘယ်သူမှမယူရင်ကျွန်တော်အခြေခံဈေး3000နဲ့ယူပါမယ်။ခမ်းမတစ်ခုလုံးတုံးလုပ်သွားပြီးလီကျန့်ကောကလည်းကျွန်တော်အင်ဂျီကိုဆွဲကားချမ်းပေါ့။မင်းယူသွားပြီလားအဲ့ဒါအစိတ်တွင်းကြီးလေး3000ထပ်ဆိုင်ရမှာလို့တားတယ်။ရွှေဟိုင်ချန်ကကျွန်တော်ကိုအယူတယောက်လိုကြည့်ပြီးလှောင်ရတော့တယ်ချမ်းပေါ့။မင်းကောင်းတဲ့ရေဝင်သွားပြီထင်တယ်3000နဲ့ဝယ်ပြီး3000အရှုံးခံမလို့လားကောင်းတယ်။ဒီနေ့မင်းဖြက်စီးသွားတာကိုငါစောင့်ကြည့်မယ်။3000 3ချိန်လေလံတူထုတန်ထွက်ပေါ်လာခဲ့တယ်။ကျွန်တော်မတ်တက်ရက်ပြီးဝစ်စုံကိုတက်ရက်အောင်လောက်ကရွှေဟိုင်ချန်ရဲ့ရှေ့ကိုရှောက်သွားလိုက်တယ်သူ့ရဲ့တေလူတယောက်လိုကြည့်နေတဲ့အကြည့်ကိုရင်ဆိုင်ရင်ကျွန်တော်သူ့နားနာကိုတိုးကသူတို့နှစ်ယောက်ထဲကြားနိုင်မဲ့အတန်းနဲ့ပြောလိုက်တယ်။ဥက္ကဋ္ဌရွှေမင်းမေးသွားတာလားငါမဟာကန္နာရရွာမှာတုံးတဲ့နီးပညာနာမည်ကဘာလဲဆိုတာရွှေဟိုင်ချန်ရဲ့လှောင်ပြုံးကရုတ်တရက်တင်းမာသွားတယ်။အနုစီဝရေလဲပတ်မှုရှော့ချရေးစနစ်လေးအခြားလူတွေကနှစ်ပေါင်းများစွာနဲ့3000တုံးပြီးရှင်းရမယ့်အစိတ်နှုံတွေကိုငါရဲ့စနစ်ကိုသုံးရင်6လအတွင်းမှာတင်အစိတ်တွေကိုအကျိုးပြုပိုးမွားတွေရဲ့အာဟာရအဖြစ်ပြောင်းလဲပြနိုင်တဲ့ပတ်စံတပြားမှထပ်ဆိုင်เสียရမလို့တဲ့အပြင်ဒီရွာကရေကန်တွေဟာနောက်ပိုင်းငါရဲ့ဖန်ပစုံတွေအတွက်အကြီးစားသားဖောက်ခွင့်ဖြစ်လာလိမ့်မယ်ဥက္ကဋ္ဌရွှေကလက်လွတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ငါ့ကိုဈေးအပေါ်ဆုံးနဲ့အခြေခံအဆောက်အုံကိုတိုးချဲ့ခွင့်ပေးလိုက်တာပဲဇူဟိုင်ချန်ဟာအေးဆက်လာတဲ့အသက်ရှူတန်တစ်ခုကိုပြင်းပြင်းထန်ထန်ရှိုက်သွင်းလိုက်ပြီးခြေလမ်းတွေပါရိုင်းနေသွားခဲ့တဲ့ဝန်ကင်သားဘေးကနေအမြန်တွဲမထားရင်သူတစ်ခုခုပေါ်ခြေပြစ်လက်ပြစ်လဲကျသွားတော့မလို့ပဲသူအမြဲတမ်းဂုံယူဝင်ကြွားနေခဲ့တဲ့အရင်နီးလက်ပစီစင်မှုအတတ်ပညာဟာနီးပညာကိုကောင်းကောင်းနားလည်တဲ့ဒီလူငယ်လေးရှိမှတော့မြောက်တကောင်လိုကစားတာကိုခံလိုက်ရတဲ့ဇူဟိုင်ချန်ရဲ့မျက်လုံးအိမ်ကြီးတွေဟာတွေးဆုံမတက်ညင်ညမ်းလာပြီးမင်းတည်ချင်နေတာပဲလို့ဒေါသတကြီးအော်ဟစ်လိုက်တဲ့ကျွန်တော်ကတော့သူ့ရဲ့အတုံးမကျတဲ့ဒေါသတွေကိုဂယုမဆိုင်ပဲလှည့်ထွက်ခဲ့ပြီးလေလံခမ်းမထဲကနေခြေလမ်းကျဲကြီးတွေနဲ့ထွက်လာခဲ့တဲ့နေအောင်ကြီးကမျက်စိကျိမ့်မတက်ပြင်းထန်နေပေမဲ့တကယ်ပွဲကောင်းကတော့အခုမှတဝက်ပဲရှိသေးတယ်ဘိုင်းဆွေရွာရဲ့မြေနေရာကိုရရှိလိုက်ပြီဖြစ်လို့ဒါဝန်ရွာရဲ့ထုတ်လုပ်မှုစွမ်းအားဟာ30ဆလောက်ခုန်တက်သွားတော့မယ်ဒါပေမဲ့အကြီးအကျယ်ဒေါသထွက်သွားတဲ့ဇူဟိုင်ချန်ဟာဒီအတိုင်းလွယ်လွယ်နဲ့လက်လျှော့မှာမဟုတ်မှန်းကျွန်တော်သိတယ်အဲ့ဒီနေ့ညနေမှာပဲပြည်နယ်အတွင်းကပင်လယ်စာလက်ကားဈေးတွေနဲ့လက်ဆက်အသားငါးဖြတ်အချီရေးအေဂျင့်အားလုံးစီကိုဇူဟိုင်ချန်ကုမ္ပဏီအုပ်စုကနေပြက်ပြက်တသားအမိန့်တစ်ခုထုတ်ပြန်လိုက်ပြီးစီးပွားရေးလောကရဲ့တွေးချောင်းစီးမဲ့တိုက်ပွဲကြီးကိုစတင်လိုက်တယ်စက်တင်ဘာလရဲ့နေပူရှိန်ကပြင်းထန်နေစေဖြစ်ပေမဲ့ဒါဝန်ရွာရဲ့ဂေဟစနစ်အခြေခံစခန်းတစ်ထဲမှာတော့လေတုကရေခဲတက်တာတွေရောက်နေတယ်လို့အေးဆက်နေခဲ့တဲ့ရွာလူကြီးလီကျန့်ကိုဟာဖုံးစာအုပ်အဟောင်းလေးကိုကင်ထားပြီးမျက်မှန်ကိုတောင်တေချာမတက်နိုင်တော့အောင်လက်တွေတုံရင်နေတဲ့တမနက်ခင်းလုံးတူပြည်နယ်တစ်ခုလုံးမှာရှိတဲ့လက်ဆက်အသားငါးဖြန့်ချီရေးအေဂျင့်အယောက်20ကျော်စီဖုံးဆက်ခဲ့ပေမဲ့အားလုံးကညှင်းပယ်ခဲ့ကြတဲ့ဇူဟိုင်ချန်ကအမိန့်ထုတ်ထားတာမို့ဒါဝန်ရွာကပစုံတကောင်တောင်ဝယ်ရဲတဲ့သူမရှိတယ်လို့အားလုံးကလည်းမိသားစုစောင့်ဝင်နေရေးအတွက်ဇူဟိုင်ချန်ကိုမဆန့်ကျင်ရဲကြဘူးလီကျန့်ကိုဟာနောက်ဆုံးဖုံးကိုချလိုက်ပြီးမျက်ရည်ဝဲရင်းနဲ့အကုန်ပျက်စီးသွားပြီလို့ပြောတယ်ကျွန်တော်ကတော့ကွန်ပျူတာပေါ်ကကြီးကွန်ရှင်းရဲလို့ခေါ်တဲ့ယူပို့ဆောင်ရေးစနစ်ရာနှုန်းပြည့်သွားတာကိုကြည့်ပြီးလက်ဖက်ရည်ချမ်းကိုအေးအေးဆေးဆေးတောက်နေခဲ့တဲ့ဇူဟိုင်ချန်ဟာရိုးရဖြန့်ချီရေးလမ်းကြောင်းတွေကိုပဲတည်တဲ့ဒေတာတွင်းကလူမိုက်တယောက်မှုတကယ်ကြည့်ချစ်တဲ့ထောက်ပံ့ပို့ဆောင်ရေးစနစ်ရဲ့အားသာချက်ကိုသူနားမလည်ဘူးကျွန်းတော့ကွန်ပျူတာကိုပိတ်လိုက်ပြီးကုန်းလန်းလေကြောင်းတည်ယူပို့ဆောင်ရေးစနစ်တွေကနေတဆင့်ကြားခံပွဲစားမလို့ပဲတနိုင်ငံလုံးကအဆင့်မြင့်ဈေးကွက်တွေစီဓာတ်ရိုက်ပို့ဆောင်ဖို့ပြင်ဆင်လိုက်တယ်အဲ့ဒီည10နာရီမှာဇူဟိုင်ချန်ဟာဝိုင်ခွက်ကိုကင်ပြီးရုံးခန်းထဲမှာစိတ်ချနေကောင်းနေခဲ့တယ်သူတို့ကကျွန်တော်ရဲ့ငွေကြေးစီးဆင်းမှုတက်တောက်ပြီး10ရက်အတွင်းဒူးထောက်လာလိမ့်မယ်လို့ထင်နေကြတာဝန်ကင်ကကျွန်တော်ကိုဒူးထောက်ခိုင်းပြီးဤပညာတွေတောင်းဖို့ကြံစီနေတော့မှပဲဇူဟိုင်ချန်ရဲ့စပွဲပေါ်ကလှုပ်ဝက်ဖုံးလိုင်းကတုံရီစွာနဲ့မြည်လာခဲ့တဲ့ဖုံးထဲကတရင်ကြောင့်ဇူဟိုင်ချန်ဟာမိုးကြိုးပစ်ခံလိုက်ရတယ်လို့ဆုံးသွားခဲ့တယ်။အဲ့ဒီနောက်မှာတော့ဝန်ကင်ရဲ့ဖုံးရောဇူဟိုင်ချန်ရဲ့ကိုပိုင်ဖုံးကတပြိုင်တည်းမြည်လာပြီးမြို့တော်ကအစင်းမြင့်ကလပ်တွေလေကြောင်းလိုင်းတွေနဲ့စားတောက်ဆိုင်ကြီးတွေကသူတို့နဲ့စာချုပ်ဖြတ်သိမ်းကြောင်းလမ်းပြောကြတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့ဟာကိုကောင်းပြပူတင်ငိမ့်နဲ့လက်ဆက်သားငါထောက်ကန်သူဖြစ်တဲ့ရှင်းလင်းလက်ဆက်သားငါလုပ်ငန်းနဲ့ချိတ်ဆက်မိသွားလို့ပဲဇူဟိုင်ချန်ဟာလက်ထဲကဝိုင်ခွက်လွတ်ကျသွားပြီးစပွဲခုံကိုဝင်တိုက်မိတဲ့အထိအံ့ဩတုန်လှုပ်သွားခဲ့တယ်။သူဟာကျွန်တော်ရဲ့ဤပညာအခြေခံစနစ်ကြီးကိုလုံးဝမရှင်းနိုင်ခဲ့ဘူး။ဒါဟာစီးပွားရေးစစ်ပွဲတွေမကပဲအဆင့်တန်းချင်းလုံးဝကွာခြားတဲ့ရိုက်နှက်ချက်တစ်ခုဖြစ်ပြီးဇူဟိုင်ချန်ဟာရင်ဘတ်ထဲကသွေးတွေပါအံ့ထွက်လာခဲ့တယ်။တပတ်အတွင်းမှာပဲပြည်နယ်အတွင်းကလက်ဆက်အသားငါးဈေးကွက်ဟာငလင်လုတ်တလို့ပြောင်းလဲသွားပြီးဇူဟိုင်ချန်ရဲ့ကုမ္ပဏီအုပ်စုဟာငွေကြေးပြတ်တောက်ကပျက်စီးခြင်းစီဥတီသွားခဲ့တဲ့ပိုပြီးတနာစရာကောင်းတာကတော့ဘိုင်းဆွေရွာကလူတွေပဲဇူဟိုင်ချန်ရဲ့ရုံးချုပ်အောက်မှာလျိုကွန်စိတ်နဲ့ကြောက်ချန်တို့ဥဆောင်တဲ့ရွာသားတွေဟာကျွေးမိတွေကြောင့်လာရောက်တောင်းပန်နေကြရတယ်။ဒါပေမဲ့ဝန်ကင်ကသူတို့ကိုရိုက်နှက်မောင်းထုတ်ဖို့လုံခြုံရေးတွေကိုအမိန့်ပေးခဲ့လို့စတူယန်ကွင်းပြင်ကြီးတစ်ခုလုံးအော်ဟစ်တန်တွေနဲ့ပြည့်နှက်သွားခဲ့တယ်။အဲ့ဒီအချိန်မှာပဲအင်ဂျင်တန်ကျဲကြီးနဲ့အတူဂျီကွန်ရှင်းရဲ့တစိမ့်ပါတဲ့ကုန်ကားကြီး30စီးဆိုင်ရောက်လာပြီးကျွန်တော်လည်းကားပေါ်ကဆင်းလာခဲ့တယ်။ကျွန်တော်နောက်မှာတော့အခုခါမှာယာဒူတိုဘီစမက်ကြနေတဲ့ဒါခွန်ရွာကလူငယ်တွေပါလာခဲ့တဲ့မြေပြင်ပေါ်မှာသွေးအိုင်နဲ့လဲနေတဲ့ကြောက်ချန်ကကျွန်တော်ကိုမြင်တော့ဝမ်းသာအားရနဲ့အကျွေးတွေဆက်ပေးဖို့လာတောင်းပန်နေကျွန်တော်ကတော့အေးဆက်တဲ့အကြည့်တွေနဲ့ကြည့်ပြီးဘိုင်းဆွေရွာကိုကျွန်တော်ပြန်လာတာဟာပရာဟီတာလုပ်ဖို့မဟုတ်ပဲပိုင်ဆိုင်မှုတွေကိုတိမ်ပိုက်ဖို့ဖြစ်တယ်လို့ပြောလိုက်တယ်ဇူဟိုင်ချန်ကအခြေအနေကိုမရိပ်မိသေးပဲကျွန်တော်ကိုအကျိုးတူပူပေါင်းဖို့ကန့်လန့်လာခဲ့တယ်ဒါပေမဲ့ကျွန်တော်လိုချင်တာကသူ့ရဲ့ပျက်စီးခြင်းပဲကျွန်တော်ဟာသူ့ရဲ့တရားမဝင်စာချုပ်တွေအခွန်ရှောင်မှုတွေနဲ့လူမိုင်းကားတဲ့တက်တဲ့အထောက်ထားဖိုင်တွဲကြီးကိုသူ့မျက်နှာတက်တက်စီလွှင့်ပစ်လိုက်တယ်အဲ့ဒီနောက်မှာတော့ရဲကားတွေဆိုက်ရောက်လာပြီးဇူဟိုင်ချန်နဲ့ဝန်ကင်တို့ကိုလက်ထိတ်ခတ်ဖမ်းဆီးသွားခဲ့တော့တယ်၃ရက်မြောက်နေ့မှာကျွန်တော်ဘိုင်းဆွေရွာကိုရောက်လာခဲ့တယ်ရွာသားတွေဟာတရားရုံးရဲ့ဆုံးဖြတ်ချက်ကြောင့်အိုးအိမ်မဲမဲအခြေအနေရောက်နေကြပြီးလူကိုစိတ်နဲ့ကြောက်ချန်တို့လည်းဒဏ်ရာတွေနဲ့ကြောက်လန့်နေကြတယ်ကျွန်တော်ကရွာရဲ့ရေကန်တွေနဲ့အခြေခံစခန်းတွေကိုဝယ်ယူလိုက်ပြီးဖြစ်လို့ဒီမြေပေါ်ကအရာအလုံးဟာကျွန်တော်ပိုင်ဖြစ်သွားပြီးကျွန်တော်ကသူတို့ကိုအစိတ်တက်နေတဲ့ရေကန်ကရွှွန့်လွန်တွေကိုလက်
နဲ့တဆင်ချင်းတူးထုတ်ဖို့အလုပ်ပေးခဲ့တဲ့လောက်ခကတော့တရက်ကို100ပဲရမယ်ရွာသားတွေကမကြည်မနှက်ဖြစ်ကြပေမဲ့သူတို့ဟာလူမွဲစည်းရင်ဝင်သွားပြီးမှုဘယ်နေရာမှာမှအလုပ်လုပ်လို့မရတော့ပဲကျွန်တော်စီမှာပဲလောက်ကင်မှုစာချုပ်ချုပ်ခဲ့ကြရတယ်ဒါတင်မကသေးပဲအလုပ်သမားတွေရဲ့နှလုံးခုန်လုံးနဲ့တီနေရာကိုစောင့်ကြည့်မဲ့ electronic လက်ပတ်တွေကိုလည်းအဓမ္မတက်ဆင်ခိုင်းခဲ့တဲ့တယောက်ကပြင်းနေရင်စနစ်ကလောက်ခတွေကိုဖျက်တောက်သွားမှာဖြစ်တယ်လို့ဒါဟာသူတို့ရဲ့တစ္ဆာဖောက်မှုအတွက်ပေးဆက်ရမယ့်အကျဉ်းထောင်တစ်ခုပဲနှစ်လကြာပြီးနောက်စောင်းတွင်းရောက်လာတဲ့အခါလူကွန်စိတ်နဲ့ကြောက်ချံတို့ဟာအေးဆက်လာတဲ့ရွှွန့်နုံတွေထဲမှာနာကျင်စွာနဲ့အလုပ်လုပ်နေကြရတဲ့လက်ပတ်ကထွက်လာတဲ့သတိပေးတံတွေကြောင့်သူတို့ဟာမနာတဲ့ရုန်းကန်နေကြရပြီးမျက်လုံးတွေထဲမှာတော့မျောလင်းချက်ကင်းမဲ့နေခဲ့ပြီးကျွန်တော်ကတော့ကားပေါ်ကဆင်းပြီးရွာသားတွေကိုတစ်ချက်ပဲကြည့်လိုက်တယ်ပြီးတော့ဒါဝန်ရွာရဲ့ဒုတိယမျိုးဆက်ပစုံလုပ်ငန်းအောင်မြင်စွာလည်ပတ်နေတာကိုစစ်ဆေးပြီးနောက်နိုင်ငံရခြားကဈေးကွက်အသစ်တွေစီဥတီဖို့အတွက်ကိုပိုင်လျင်နဲ့ထွက်ခွာခဲ့တယ်